Ồ ta bùi tạ bong tu đồ gong đủ u zen đồ sinh đi tông lực à thoại ra nhẹ xóa phía thì luna bia ma ta đào đôi hít đa tu cả con yêu sang ta asi bo tu ba ba dễ hiện chỗ ngà lê sinh ngà và cá la bắt lâu mà nên mà na tự bị mà we need hư xóa ta bị đi cả tông phong tia rồi miếng go ô cha rồi mua cái bà đấy đồ sinh đi tông lực à thoại ra nhẹ xóa phía ô cha rồi mua ta tự bị mà we need tia rồi rồi nhớ xóa phía mà ta cái tia tông cứ cái sông la biển này phía đồ mua đi nên mà sao vậy nà laပြည့်မြောက်သောအခါဣတိပရဏမိင္ဂတာဝင်ယုံသားမှုစုံမြိုင်တော့မှာဝဉ္ဇာစူးစူးတရားမှုတို့ကျေပြူလေးစွာဟောကြားမည်ဖြစ်သောဓမ္မစကပွားတနာသုတ်တံဆိုတဲ့ဒေသနာမြတ်ထုတရားဥကိုကွန်တိုင်းညဝပ္ပဗိုက်ရိယမဟာနာအတ္တစိတ်တို့ဆိုတဲ့ပြင်စဝဂီထေငါမျိုးဥဒေခေါင်ဖြာမှုထားရဟောကြားလိုက်ဖွင့်ကျူးရင်တော်မူခဲ့ပါတယ်ကဲငါဝါလူသေးစုမကပွင့်တော်မူကြကုန်သောဖယားစုစုတို့ရှေးဥစွာဟောကြားမည်ဖြစ်သောဓမ္မစကားပွားတနာသုတ်တံကိုဒီကနေ့အားလုံးသောကဘာသူကဘာသာတတ္တဝါအားလုံးအင်ရေကန်ရန်ဆွေချမ်းရဲ့ကောင်းကျိုးချမ်းသာမင်္ဂလာနှင့်ပြည့်စုံစေဖို့ပါဠိမြန်မာနှစ်ဘာသာဖြင့်ရွတ်ဖတ်ပူဇော်ပေးပါမယ်ဓမ္မစကားပွားတနာသုတ်တံဒေသနာတရားတို့ကိုရွတ်ဖတ်သရစေတဲ့နေရာမှာမြန်မာနိုင်ငံသူနိုင်ငံသားတို့အနေဖြင့်ပါဠိဘာသာသက်မဟုတ်မြန်မာအနဲ့တိုက်ပြေပါတွေးဖက်ပြီးတော့ပါဠိမန်မြန်မာနှစ်ဘာသာဖြင့်ရွတ်ဖတ်ပူဇော်သွားရင်ဖြင့်မိမိတို့ရဲ့နှလုံးသားထင်းမှာအနဲ့တိုက်ပြေပါအာယုံပြုနိုင်ကြမှာဖြစ်သည့်အတွက်ပါဠိမြန်မာနှစ်ဘာသာဖြင့်ရွတ်ဖတ်ပူဇော်သွားရမှာဖြစ်ပါတယ်ဒီတော့ဒီဓမ္မစကားပွားနာသုတ်တံကိုမရွတ်ဖတ်မပူဇော်မီဓမ္မပိုင်ရှင်ဖြစ်တော်မူသောဖယားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်တော်ကိုအာယုန်တစ်ပါးစိုက်မြသွားပြီဂုဏ်တော်ထုံမှပုံတော်မှန်ပြီးတော့ပူဇော်ကြရမှာဖြစ်ပါတယ်ဧတရငါးတံဘွေတုကံသည်ရှင်အာနန္ဒမထေရမြတ်သည်မြတ်စွာဘုရားရဲ့သုတ်တန်ဒေသနာအဘိဓမ္မာဒေသနာဝိနည်းဒေသနာပိဋကသုံးဖုံတရားဒေသနာကိုရွတ်ဖတ်သရစေတဲ့နေရာမှာမြတ်စွာဘုရားအလောင်းတော်ဘဝတုန်းကဖြစ်ကျင့်ခဲ့မှုသောပါရမီဂုဏ်စာကဂုဏ်စရိယဂုဏ်နဲ့တကွနောက်ဆုံးဘုရားဖြစ်တော်မူတဲ့ဘဝမှာမေရမယဝံကြားတိုင်းမှာပြိသန္တိနေတော်မူတဲ့ပုံလုံမဏီတံမို့အင်ကျင့်တို့မှာမွေးဖွားတော်မူတဲ့ပုံမွေးဖွားပြီးတဲ့နောက်စိတ်ချောင်းနဲ့ရောက်သောအခါမင်းဆက်တက္ကမဆံဘူးသောရမသုဘသူရမဟုစွာသောရွှေနဲ့သုံးဆောင်မှာရသောရမှုရှိသောမောင်မပေါင်း၄000ရှာရန်လျက်မင်းတို့ရဲ့စိတ်စဉ်ရှမ်းသာတို့ကိုစိတ်သုံး၌တိုင်းတိုင်းခံစားတော်မူပုံတတ္တဝါပြန်စိတ်ကိုယ်၌ရောက်သောအခါသူဝသူနာသူသိယံဆိုတဲ့နမိတ်ကြီး၄ပါးထင်လာသဖြင့်ထိနှံစိတ်စဉ်ကိုဆွမ်းပြီးတော့တိုးထွက်တော်မူတဲ့ပုံအနောမသောကယမဂရိကာရဗျမဆက်ကလူတိုင်းတဲ့ဖန်ဝါသင်္ကဝတ်ဆင်မြန်ပြီးတော့ယဟန်ပြုတော်မူခဲ့တဲ့ပုံထိုမှတပံနာနမတိထိနဲ့ဝဲကွာဥရဝေလာတောမြင်သာဝေတန်ရှာတွက်စိတ်6နှစ်တို့ကာလပတ်လုံးခန္ဓာညို့ကိုကြွေလို့မခံအာဂုံခံအောင်ပင်မဆင်ရပြုနိုင်ခဲ့တဲ့ဒုက္ခရစရိယာကျင့်တို့ကိုသွေးသာခန့်ရှာအသက်ပင်ပျောက်ပြဟုမကြောက်မရွံ့နောက်မတွန့်ပင်သက်စွန်ကြိုးပန်ဖြည့်စွန်အာရုံတော်မူခဲ့တဲ့ပုံထိုမှတပံမာသကရတရား3ခုကဆုံလပြည့်နေ့မှာဒီကနေ့ဗုဒ္ဓဂယာလို့ခေါ်တဲ့မဟာဗောဓိမန္တိုင်မှာထောင်ကရာကိလေသာတို့ကိုဝါသနာနဲ့တကွပေသာပြီးတော့အရတ္တမညာတိုက်မိတာရွှေဉာဏ်တို့ရပြီးတော့ဖျားဖြစ်သို့ရောက်တော်မူပုံထိုမှတပံဖျားဖြစ်ပြီး2လတည်းနဲ့ပြည့်တဲ့နေ့ဣတိပရဏမင်္ဂရာဝံယကုံသားမို့သုံးမြိုင်းတော်မှာပွင့်ကြစုစုတရားမှုတို့ကျေပြူလေးစဟောကြားမြင့်ဖြစ်သောဓမ္မစကားပွားနာသုတ်တံဆွာသောဒေသနာမြတ်တို့တရားကိုဟောကြားတော်မူနေတဲ့ပုံစရှိသည်ဖြင့်ရှိသမျှအောက်သွန်ဘုရားရှင်၏ဂုဏ်တော်အနန္တကိုထုံဝန်းပြီးမှရှင်အာနန္ဒမထေရမြတ်သည်မြတ်စွာဘုရားရဲ့မုခဘဒေသနာတရားတော်မြတ်ကိုရွတ်ဖတ်သရစေပူဇော်လေးရှိတယ်။အာယသမအာနန္ဒထေရဝိယဆိုတဲ့ဒေသနာတော်အတိုင်းရှင်အာနန္ဒထုံနှလုံးမူပြီးတော့ဓမ္မစကားပွားနာသုတ်တံကိုမပူဇော်မီမရွတ်ဖတ်မီမနာကြမီ
ဓမ္မစကပွားဒနာသုတ်တန်ဒေသနာပိုင်ရှင်စိတ်မှဖြစ်တော်မူသောဖျားရှင်ရဲ့ကိုရောမြတ်ကိုဂုံတော်ထုံမပုံတော်မှန်းပြီးတော့ရှေ့ဥစွာဗုဒ္ဓဝံကျင့်လျှောက်ဖျားရှိခိုးဖြင့်ရှိခိုးပူဇော်ကြရအောင်အနန္တကုဏသဗ္ဗံတော်အာရသအနန္တသင်္ရှိတွေ့ရမယမြာလာတောင်းပြောင်းကုန်တော်ပေါင်းတို့၌ပြည့်စုံတော်မူပေထသောကောရမောကောဓမຫນွေဘွားငါတော်မြတ်စွာဘုရားသည်ဒီပင်ကရပါရမူလိသာရမန္တကဘာမ၌ဝဉ္ကြထင်ရှားရာလေးပါတွင်တပဝင်သည်ဒီပင်ကရာမြတ်စွာဘုရားခြေတော်ရဲ၌နေယတာမာလယသိသူမေတာဖြစ်စဉ်ခါကတရာပုံမိုးလွန်ကျင်ညို၍ကိုဝဆင်းတရခင်သဖြင့်ရှင်ရဲမြတ်စွာဒီပင်ကရာကကဘာပတ္တနောင်ကာလ၌ဗုဒ္ဓတဆုပွင့်လင်ဟူ၍ခွန်ကျူလျှိုမြနှုတ်တော်အားသည်နိဒ္ဒကိုပွင့်ပြတဲ့အောင်ပန့်တော်ကိုပိလန်ဒိတ်တွားနရသောလုံးလျာသူမိတာနှင့်မကွာအတုပတ္ထနာမူလယက်ကြည်ဖြူနှိုက်သက်ဥထက်၍ပန်းစင်တော်မူခဲ့ပြီး၍ကာမတရသတာတိကာနိကဘာတွယ်ကိန်းတသိမ့်အလွန်ရှိကုန်သောသတ္တာရိအသင်ရှိယာနိလေသင်ရှိတို့ကာလပတ်လုံးသမဒိန်သာပါရမီယောဒါနာစမျောလာပေါ်ရေ30အညီပါရမီတို့ကိုဥရေတွာယုတ်အလမြတ်အားဖြင့်ဖျားဖြစ်ရန်ရည်တန်ကျိုးကုတ်ဖြစ်ခြင်းအတော်တော်မူပြီး၍အိုက်ဒီမေဘဝေဒီပင်ကရမြတ်စွာကျူ၌ပြရိတ်တော်လာကဘာပတ္တအဆုံးစွာသောဘဝ၌ဒေဝေယကပိလဝပြည့်ရှင်ဘယင်သုဒ္ဓရဏနမတောင်ညာ6ပြက်ကွာသည်မာယာဒေဝိမေသည်ထွာထသောရွှေဖျား၏ကောစိမင်းတန့်ရှင်သက်မြဲဝံကြရိုက်၌ဝသိတွာဘိုးတို့သက်ကြအင်စနမေဖြိုကျွင်းတွဲစိတ်တက္ကရိ6ဆွေခွန်ဝဲတိန်စွမ်းညိုညိုတုံးလုံးစောသည်ဝါစောလပြေကြွက်မယ်နေ၌ချမ်းမြေတန်တွေဆွေနေစံပြိုကင်းအောင်တော်မူပြီး၍လုံမိနေဝနေနှမျိုးတော်သုံးပဒုံကြီးငယ်ထွေကာရှက်၍ပြန်တက်ရင်ကျူးလွန်ပြုံမြူစွာမျက်ဖူးညီညီပွင့်မှုစီသည်လုံမဏီသာမို့အင်ကျင့်တော်၌ဝိဇာရိတ်တော်60ရှိခုယရုသာယဝိသာခာနှင့်တန်ဃာတိန်ဘုံစွန့်တွေ့ကြုံသောကဆုံလပြည့်တောက်ကြနေ၌ရှမ်းမြေသာယာနတ်ပြန်မာနှင့်ဘောဘာအပေါင်းရခါညောင်း၍1000လောကတာပိတင်ထမြနှက်ဆကြိုကျူသူထတုအောင်မိရှုတန့်စင်ဖောမြင်တော်မူပြီး၍လောလသဝတာကာလေး16နှစ်တက္ကရာသို့တွက်စိတ်ပြည့်မြောက်၍တော်ရောက်သောအခါ၌ရာဇတိရိတသိန်း6000ဆွေတော်ပေါင်းနှင့်မောင်းမမိုက်တန်4000ရှမ်း၍ရာမသူပါသူရာမဟုထွန်းပပြုတ်ပြောင်းနန်းသုံးဆောင်ဝဲရွှေရောင်နှိုက်စနတ်တမြသောပတ္တကိစ္စနာပိမ္မာရွှေလိုမရသောနှင့်နဘောသက်ဝေမြတ်နှင့်ရွှေလိုဂေတောစရွှေလက်ထ၍နယတိဖြူသိကြတူလျင်စိုးယူပိုင်နှင့်ပွဲစုံခန်းလျက်မဲမဲတို့သည်ပုံမီနေလမရပြိုင်ဖို့မိအတရေတော်ကိုအနုဘဝေတဝနာ33နိုင်မြအာရရွှင်ပြောခံစားဆန်စားတော်မူပြီး၍ဧကုဏတိန်သာဝတံတောထွယ်ပေါ်ရန်ရှင်တန်းသမျှကရကရာသည်ပါရမီဇောနိုသက်၍တော်29သို့ပိုင်တော်တဖြည်းဖြည်းတရွေ့ရွေ့ကြည်မြောက်၍ရောက်တော်မူလာသည်ရှိသောစတုရောနိမိတ်တေသူဟောသူနာသူသေးတခယံတခြား၄ပါးသောနမိတ်ကြီးတို့ကိုဒိဋ္ဌဝဥယံတော်ကစားယံထွက်ဆန်းတော်မူစဉ်တွေ့မြင်တော်မူရလေသောကြောင့်နိဗ္ဗိန်ဒိဋ္ဌဝနာတိတော်နတ်တော်ကျငန်းတော်၌မပြိုမမွေ့ညီငွယ်တော်မူလာသည်ဖြစ်၍နေကမန္တော်ကိုစေခွန်ခုယေရုရွှမ်းသောဝါဆိုပုံနမပြက်ကအတိနာဆွေခြင်းယာမတိရှာမြဲကျူရာဟုဘုံဟဲ့ဖွာသည့်နေပင်မမွေ့နိုင်အောင်တန်ဝေဆောင်၍ပန်းကောင်းကားလတိုးတိုးမြဖြင့်သန္တာမကျော်အပါခေါ်၍စိတော်ရင်လကန္နကနှင့်နမခွာရှောင်းတော်မသောတော်ရောက်အောင်မပြတ်ထွက်ကြည့်ထွက်တော်မူလျက်ဘာပဆိုင်တွာနာဗတ္တကိဉ္စနာလာမြတ်ပြောရသောကျင်ဆွေနန်းလုံးမဲသည်ရိတ်ခွေသုံးသက်ထုံးပွေအပ်သည်ရှောင်မြယရဏစံကေသာကိုတွေ့တမထာဘေကရှာလျက်ထက်ပြပြန်မှကတ်လူလာသည်ရောင်ဝါတင်းဆန့်ကြတဲ့ကံဖြင့်ခိနမူရာစွန့်ပစ်ကားလည်းကြည်သာရွှင်လန်းတော်မြိုင်တမှရဟပြုတော်မူပြီး၍သာဘသာနိနနမဏီချီနှင့်ဝဲကွာဥရဝဲလာတော်မြင်သာဝဲ
သင်္ရှာတွက်စိတ်6နှစ်တို့ကာလပတ်လုံးဒုက္ခရစရိယာနီခန္ဓာညို့ွယ်ကြည်လူမခံအာဂုံခန့်အောင်ပင်ပန်းဆန်းရဲ့ပြုနိုင်ခဲ့သည်လွန်ကေသောအကျဉ်တို့ပြတို့ကိုစရိတ်တွာနာသွေးသားခန့်ရှောက်အသက်ပင်ပျောက်ပျောက်ဟုမကြောက်မရွံနောက်မတွန်းပေသက်စွန်ကျိုးပန်းဖြစ်စွန်ကျင့်ကြံအရုတော်မူပြီး၍ဘောဓိမန္တေအဝိဇ္ဇိတာဌာနသာစီရှစ်တေနှောင်းပြဲအရှက်အရှာမင်္ဂလာဘူမိသူမရှိသည်ဘောဓိမန္တန်မြူခိုင်း၌ပြင်စမာရေဒေဝဗုဒ္ဓစသည်ပြမင်္ဂဘာတို့ကိုစိတ်တွာနာပါရမီတော်မြတ်အာရတ္တမေတော်တန်လျက်ဖြင့်ပေဖြက်ခုတ်တွင်သုတ်သင်ရှင်းလင်အောင်ဝေခန့်၍အောင်တရန့်ကျူကျူအောင်လန်တို့လွန့်တူတော်မူပြီး၍ဗုဒ္ဓဘာဝံလေးပါးသိစာပုရိအာကိုဆရာမကူသယံဘူးဖြင့်နှုမြူမကြံမဖောက်ပြန်ပေဝေဘံပိုင်ချာသိမြညာ သည့်သုံးပါလောကမကုတာထွက်ဘူးအောင်ပွဲမှုတဆူနတ်လူတော်မြတ်ရိုက်ဖရာဖြစ်သောပတ္တဝနာရာသုံးခုကျွံကဆောင်လပြေဆင်မဲနှင့်ကြွကြွလက်စုရောက်တော်မူပြီး၍ဣတိပရဏေဣတိပရဏအမိယသောမိင်္ဂရာယေဘောဓိမန္တမြေဥခိုင်းမှတော့မြန်ယူဇနာစိတ်ချက်ကွာရေပါရာပြေစီနန်းစေတိအနိရှင်လျက်သားချင်းငယ်တော်အသက်ပေးရာမိင်္ဂရာဝုံယုံသာမောဆုံးမြိုင်တော်၌ဓမ္မစကံပုညစုစုသင်္ယဘူးတော်ကြေဖြူလေးစားဟောကြားမြဲဖြစ်သောဓမ္မစကဘဝဒနာသုတ်တံလိုဆိုတဲ့ဒေသနာမြတ်ထုတရားဥကိုအရေတယိဝါဆိုလဖြင့်စနေနေ့၌ရှမ်းမြစ်ကြည်သာတန်ရှိဖြာဖြင့်မဟာဝေဂိထေငါမီကိုဥဒေခေါင်ပြမှုထား၍ဟောကြားလိုက်ပွင့်ကျူရန်တော်မူခဲ့လည်းပြီတန်ဃောဓမ္မံဃောဓမ္မနွေဖွားတို့ရှင်တော်မြတ်ဖျားကိုကျွမ်းတို့သည်နမမိန်နှိမ့်ဘက်မမြင်ပုဒ်ဝင်ကိုစိတ်တွင်ဆွေးမသတ္တာတဖြင့်လေးမြာယူကျိုးနဲ့ဆုံးမော၍ရှိခိုးကတော့ပါဤမြတ်စွာဘုရားဘေကုဏံပင်စဝဂိနံဣတိပရဏနာမကေမိင္ဂတာယေဓမ္မဝရယန္တံနိဗ္ဗာနပါပကံသံပတိနာမကေနမဗျံမေနယာစိတောသတုသေသံပကသိမ့်တောလောကနာထောအရေတိဘဝန္တောကလျာဏမိတ်ပေါဩသူတော်ကောင်းတို့သတုသေသံဒုက္ခသမုဒယနိရောဓနှင့်မေဃပညာလေးသိစာဟုလွန်စွာခဲခက်တရားနယ်ကိုဘဂသိမ့်တော်တင်မြူကဲစင်ကောင်းကံ၌သွားလာယထာကဲ့သို့ထင်ရှားစွာဟောပြတော်မူလိုသောလောကနာတော်လူနာပြမတတ္တဝါဆုံးဟိန္ဒဂုံတို့၏ခေါ်လုံညွတ်တွက်ကိုစားမိကိုရာဖြစ်တော်မူသောမြတ်စွာဘုရားသခင်ကိုရောမြတ်သည်သံပရိနာမကေနသံပတိအမည်ရှိသောမာဗျာမေနာမြတ်သောဗျာမာမင်းကြီးသည်ယာစီတတရားဟောရန်တောင်းပန်အပ်သည်ဖြစ်၍ဣတိပရဏနာမကေဘယပစ္စေကဗုဒ္ဓအရိယာသခင်ထေရှင်တို့ကောင်းခံထက်မှဆင်းသက်ပြန်ကြွားတော်မူရာဖြစ်သောပြုတ်ပါတိကြောင့်ဣတိပရဏအမည်ရှိသောမိင်္ဂရာယေသသမင်တို့အားဘေးမေပေရာဖြစ်သည်ဒါကြောင့်မိင်္ဂရာဝံယုံသာမောကနိုင်တော်၌ပိဿဝေကိနံဘိက္ခုနံကွန်တိုင်ညာနှင့်ဝပ္ပမဟာနံထေမွန်အတ္တစီပတ္တိယဟုနာမပွေရှိဝေကိသခင်ထေရှင်ငါဟုတို့အားနိဗ္ဗာန်ပပကံဩနာသေးယေဒုက္ခဘေတို့မှကင်းဝေရာမှမြတ်နိဗ္ဗာန်သို့ဧကံဆဆရောက်စေတတ်သောဓမ္မဝရံလူနာပြမသုတ်ရှာသေးနှုတ်စစ်စဉ်ရှုပ်တို့ထဲစတဲ့သင်္ရှာမရေသာအောင်လွန်စွာမောက်မို့မဲ့ဖို့သာလွန်တရားမွန်တို့ကိုအမှန်ဆဆပြည့်ပေတတ်၍မြတ်သောတရားတို့လည်းဖြစ်ပေထသောယန္ဓမ္မစကံအကျဉ်ဓမ္မစကပွားဒနာသုတ်တံစွာသောဒေသနာမြတ်တုတရားဥကိုအရေတယီရှမ်းမြည်တိကြတန်ရှိပြဖြင့်ကောင်းစွာမသွေးဟောကြတော်မူခဲ့လည်းပြီနိုင်ဒီတံသဗ္ဗဒေဝေဟိသဗ္ဗသံပတ္တိသာရကံသဗ္ဗလောကဟိတတာယဓမ္မစကံပရမဟေ
သဗ္ဗတေဝေဟိအလုံးစုံသောသမုဒ္ဒိနဥပပနှင့်ဝိသုဒ္ဓိနပေါင်းတို့သည်သဗ္ဗဒေဝေဟိတောင်းတဲ့စัจ java လာတေစာလျံပါလုံးစုံသောနတ်ဗျာမာပေါင်းတို့သည်နာရီတံလွန်စွာဆုံးမဲ့လိုလာနှိမ့်တဲ့အထာသောသဗ္ဗသမ္ပတိတာရကံသံသာပိစုလောကုလောကီနာလီရိုက်ငင်းစည်းစဉ်အတိတိတို့ကိုအပိတိုင်ရောက်စေတတ်တာသောတံဓမ္မစက်ကသုံးတိုက်ဘုံသူနတ်လူပြန်မလွန်စွာလိုလောထိုဓမ္မစက်ကပဝတ္တနာသုတ်တံစွာသောဒေသနာမြတ်တုတရားဥကိုဟေသူတို့ကောင်ပေါင်းတို့မယံအကျွမ်းတို့သည်မေဃဖလာဒုက္ခတယဝေဂီငါအထေချင်းတို့ကဲ့သို့စိတ်တွင်ညွတ်ချက်မဲ့ဖို့ယရနာမြတ်ချမ်းသာကိုကောင်းစွာရရှိပါစေခြင်းအကျိုးငှာဗနာမကဘာကဘေတန်ရှိတန်ရှာအလွန်ကြွားမှတခါတလေနာရပေမှုအကြောင်းပြု၍ယခုသေးရှာညီညာဖြင့်ပါဠိမြန်မာနဘာသာဖြင့်ကောင်းစွာမသေးရွတ်ပေါ်တရစေကြပါကုန်စို့ဧဝံမေတုတံဧကံသမယံဘဂဝါဗာရဏတိယံဝိဟာရတိဣတိပရဏေမိဂရာယေတတရာခောဘဂဝါပိစဝကိယေဘိက္ခုအာမန္တေတိဗန္တိကတ္တဗရှင်မကတ္တဗမေမယဘုရားတပေတော်အာနန္ဒတိဘဝတော်မြတ်စွာဘုရားဤထံတော်မှဧဝံဧသောသုတ္တံဥပလကိတံနာကြမှတ်သလည်းရပါ၏ရှင်ဘုရားဧကံသမယကာတဘော၌ဘဝမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေ၏အနိဖြစ်သောဣတိပရဏေဣတိပရဏအမိယသောမိင်္ဂရာယေသတမင်တို့အားဘေးမေပေရဖြစ်သောမိင်္ဂရာဝုံယုံသမောအင်ကျင့်တော်၌ဝိဟာရတိဣရိယပဒမြတ်တာရွှင်ပြုံတရက်သုံးနေတော်မူ၏တတရာခောထောခ၌ဘဂဝါမြတ်စွာဘုရားသည်ပြင်စဝေဂီရဲ့ငါဟုစုရှိခြင်းကြောင့်ပြင်စဝေဂီအမည်ရှိသောပြင်စဝေဂီရဲ့ငါဟုစုရှိခြင်းကြောင့်ပြင်စဝေဂီအမည်ရှိရာကုန်သောဘိက္ခုယံတို့ကိုအာမန္တေတိမိတော်မူပြီတွေမေဘိက္ခဝေအန္တာပပ္ပစိတေနာနသေဝိတပ္ပကတမေတွေယောစာယံကမေတုကာမတုခံလိကာနုယောကောဟိနောကမ္မောဘောဓဇနိကောအနာရိယောနတ္တသံဟိတောယောစာယံအတ္တကိလမတာနုယောကောဒုက္ခောနာရိယောနတ္တသံဟိတောဘိက္ခဝေယံတို့တွင်နှမျိုးကုန်သောဣမိအန္တာဤအဖို့အစုတို့ကိုပပ္ပေစိတေနယတိယံဖြစ်တဲ့ပုဂ္ဂိုလ်သည်နသေဝိတပ္ပမမီဝိထိုက်ပါကုန်တွေနှမျိုးတို့သည်ကတမေအပေသည်တို့နီဟိနောရောက်ညံ့သောဂံမောရွာ၌ဖြစ်သောဂံမောရွာနေသူလူတို့၏ဥစ္စာဖြစ်သောဘောဓဇနိကောဖုဒုဇံလူပေါင်းသည်လက်ကျင့်အပ်သောအနာရိယကိလေသာတို့မှမဝိကွာသဖြင့်မတန့်ရှင်းမစင်ကြသောအနာရိယရိယတို့၏ဥစ္စာမဟုတ်သောအနတ္တသံဟိတောစီးပွားနှင့်မဆက်ရှင်သောကာမေသူဝတ္ထုအာယုကာမုံတို့၌ယောဇာယံကာမဒုက္ခလိကာနုယောကောအကျဉ်ကဲ့သို့သောဤကိလေသာကာမနှင့်ရှင်သောရှမ်းသာကိုအဖာမှအထုတ်ခြင်း၎င်းဒုက္ခဆင်းရဲကြောင်းဖြစ်သောအနာရိယကိလေသာတို့မှမဝိကွာသဖြင့်မတန့်ရှင်းမစင်ကြဲသောအနာရိယောအရိယာတို့ဤဥစ္စာမဟုတ်သောအနတ္တသံဟိတောကျိုးစည်းဝါနှင့်မဆက်ရှင်သောယောဇာယံအတ္တကိလမတာနုယောကောအကျဉ်ကဲ့သို့သောဤခန္ဓာကိုပင်ပန်းကြောင်းအကျင့်ကိုအပန်းပန်းအထုတ်ခြင်း၎င်းတို့သည်ဧတေကောဘေကဝေဥဘောအန္တေအနုပါကမ္မမေဇိမပฏิပဒါတထာဂတိနအဘိသံဗုဒ္ဓစေကုကရဏီညာနာကရဏီဥပသမယအပညာယသံမောဒယနိဗ္ဗာနယသံဝတ္တတိဘိကဝေငါ၏ရှိသယံများတို့ဥဘောနှမျိုးကုန်သောဧတိအန္တေဤဖို့အစုတို့သို့အနုပကမ္မမကရောက်မူ၍တထာဂတိနငါဖျားသည်
အဘိသံဗုဒ္ဓထိုးထွန်းရသိတော်မူအပ်ပြီးသောမေဇိမအလယ်၌ဖြစ်သောပฏิပဒါကျင့်သည်မေဇိမပฏิပါမေဇိမပฏิပါကျင့်များသည်သက္ကုကရဏီပညာမျက်စိကိုပြုနိုင်၏ညာနာကရဏီအသိဉာဏ်ကိုပြုနိုင်၏ဥပသမယကိတေသာတွင်ညည်ခြင်းငါဥပသမယသဥပါတိတေသာနိဗ္ဗာန်ကျုံငါအဘိညာယသိစ္စာ၄ပါးကိုထိုးထွင်းရသိခြင်းငါသံဘောဓာယသိစ္စာ၄ပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနယနိဗ္ဗာန်ကျုံငါနိဗ္ဗာနယအနုပါတိတေသာနိဗ္ဗာန်ကျုံငါသံဝတ္တတိမောက္ခမသွေဖြစ်ပါ၏ကတမသသာဘိကဝေမေစိမာပရိပရာတထာဂတိနအဘိသံဗုဒ္ဓသက္ကုကရဏီညာနာကရဏီဥပသမာယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိဘိကဝေပရိသတ်လေးပါးရှိသောရှိသမိတို့ဘိကဝေငါ၏ရှိသောယံမြတ်တို့တထာဂရေနငါဖျသည်အဘိသံဗုဒ္ဓထိုးထွန်း၍သိတော်မူအပ်ပြီးသောမေဇိမအလယ်၌ဖြစ်သောပฏิပဒါကျင့်သည်မေဇိမပฏิပဒါမေဇိမပฏิပတ်အကျင့်များသည်စက္ကုကရဏီပညာမျက်စိကိုပြုနိုင်၏ညာနာကရဏီအသိဉာဏ်ကိုပြုနိုင်၏ဥပသမယကိလေသာတွေညည်ခြင်းငါဥပသမယသဥပါတိတေသာနိဗ္ဗာန်ကျုံငါအဘိညာယသိစ္စာ၄ပါးကိုထိုးထွင်းရသိခြင်းငါသံဘောဓာယသိစ္စာ၄ပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနယနိဗ္ဗာန်အကျုံငါနိဗ္ဗာနယအနုပါတိတေသာနိဗ္ဗာန်ကျုံငါသံဝတ္တတိဖြစ်၏သာတို့မေစိမာပရိပတ်အကျင့်များဟူသည်ကရမသအဘေတရားပါပဲနီအယမေဝရိယောအတ္တကိကောမေကောတေယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယမောသမ္မာသတိသမ္မာသမာဓိအရိယကိလေသာတို့မှဝိကွာသောအရိယကိလေသာတို့မှဝိကွာသဖြင့်ဖြူစင်တန့်ရှင်းလှပေသောအတ္တင်ကိကောရှိပါသောအင်္ဂါရှိသောဝါအင်္ဂါရှိပါနှင့်ပြည့်စုံလှပေသောအယမေဝမေကောဤအရိယာမေတ္တရားတာပါပေတိသေယတိတံတောရိယအတ္တိကမေတ္တရားဟုသည်အဘေပါနိသမ္မာဒိဋ္ဌိကောင်းစွာသိမြင်တတ်သောသဘောတရား၎င်းသမ္မာသင်္ကပ္ပကောင်းစွာကြံစေတတ်သောသဘောတရား၎င်းသမ္မာဝါစာကောင်းစွာပြောဆိုကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာကမ္မန္တောကောင်းစွာပြုလောင်းကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာအာဇီဝကောင်းစွာအသက်မွေးကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာဝါယမောကောင်းစွာအထုတတ်သောသဘောတရား၎င်းသမ္မာသတိကောင်းစွာအမှတ်ရတတ်သောသဘောတရား၎င်းသမ္မာသမာဓိကောင်းစွာစိတ်ကိုထားကြောင်းဖြစ်သောသဘောတရား၎င်းဣတိဣမေဣတိတို့သည်အယံဟောသာဘဂဝေမေစိမာပရိပဒါတထာဂတိနအဘိသံဗုဒ္ဓစက္ကုကရဏီညာနာကရဏီဥပသမယပညာယသံမောဓာယနိဗ္ဗာနယသံဝတ္တတိဘိကဝေငါ၏ခြေတန်ယံများတို့တထာဂရေနငါဖျားသည်ဘိသံဗုဒ္ဓတို့တွင်ယသိတော်မူအပ်ပြီးသောမေဇိမာလေလာဖြစ်သောယာပရိပရာကျင့်သည်ယာမေဇိမာပฏิပရာကျင့်မေဇိမာပရိပါကျင့်မြတ်သည်စက္ကုကရဏီပညာမျက်စိကိုပြုနိုင်၏ညာနာကရဏီအသိဉာဏ်ကိုပြုနိုင်၏ဥပသမယကိလေသာတို့၏ညည်ခြင်းငါဥပသမယသဥပါတိတေသာနိဗ္ဗာန်ကျုံငါအဘိညာယသစ္စာလေးပါးကိုထိုးထွင်းရသိခြင်းငါသံဘောဓာယသစ္စာလေးပါးကိုကောင်းစွာသိခြင်းငါနိဗ္ဗာနယနိဗ္ဗာန်အကျုံငါနိဗ္ဗာနယအနုပါတိတေသာနိဗ္ဗာန်အကျုံငါသံဝတ္တတိဖြစ်၏သာထိုအကျင့်များဟုသည်အယံကောဤသည်ပင်တည်းဣဒံခောပဏဘိကဝေဒုက္ခရိယသိစ္ဆာဇာတိပိဒုက္ခစရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခအပိယေဟိသံပြောကောဒုက္ခပိယေဟိဝေပြောကောဒုက္ခယံပိသန္နလပတိတံပိဒုက္ခသံခိတ်တေနပင်စုပါရณะခန္ဓာဒုက္ခဘိကဝေငါ၏ခြေသာယံများတို့ဣဒံခောပနဤမိန်တော်မူလတံသည်ကောဣဒံခောပနယခုမိန်တော်မူလတံသော
တရားသည်ကဒုက္ခံဒုက္ခစိတ်မှန်ဖြစ်သောဒုက္ခံဆက်စုပ်အစွာရှိနိတာဖြစ်ပေတတ်သောအရိယာသိစ္စာအရိယာသစ္စာတရားပါပေသည်အရိယာသစ္စာအရိယာတို့သည်ထိုးထွန်း၍သိအပ်သောအမှန်တရားပါပေသည်ဇာတိပိအပန်းပန်းတတပရိသတ်တေနေရခြင်းသည်လေဒုက္ခဆင်းရဲကြောင်းသည်ဇာရာပိအိုရခြင်းသည်လည်းပဲဒုက္ခဆင်းရဲကြောင်းသည်ဗျာဒီပိမကြမ်းမမဖြာနာရခြင်းသည်လည်းဒုက္ခဆင်းရဲကြောင်းသည်ဗာရဏပိသုတိမနေသေရခြင်းသည်လည်းပဲဒုက္ခဆင်းရဲကြောင်းသည်ဗာရဏပိသုတိမနေသေရခြင်းသည်လည်းပဲဒုက္ခဆင်းရဲကြောင်းသည်အပိယေဟိမရှိမနေသေရသောတတ္တဝသင်္ဃာရတို့နှင့်ဗာမယောကောအတုတကွပေါင်းစုံရခြင်းသည်လေဒုက္ခဆင်းရဲကြောင်းသည်ပိယေဟိရှိကဲဆုံးမဲ့နေသေရသောတတ္တဝသင်္ဃာရတို့နှင့်ဝိပယောကောကိုယ်ကွင်းရခြင်းသည်လေဒုက္ခဆင်းရဲကြောင်းသည်ယံပိယေနာတမေနာပိအကျဉ်လောဘတရားဖြင့်လေအိဆန်တော့မရနိုင်သောအရာကိုအလိုရှိသောသူသည်အိဆန်တော့အလိုရှိပါလျက်နလပတိမယတံဘီတော့မရနိုင်သောအရာကိုအလိုရှိကြောင်းလောဘတရားသည်လေဒုက္ခံဆင်းရဲကြောင်းသည်ပန်ခိတ်တေနာအကျဉ်လျှော်အပြင်ပြင်စ၅ပါးကုန်သောဥပါဒါနှင့်ခန္ဓာဥပါဒိန်အာယုံဖြစ်သောခန္ဓာတို့သည်ဒုက္ခဆင်းရဲကြောင်းတရားတို့ပါပေသည်ဣဒံခောပနာဘိကဝေဒုက္ခသမုဒယရိယသိစ္ဆံယာယံတနာပောနဘဝိကနန္ဒီရာဂသာဂတာတတရာပိနန္တိနိသေယတိတံကာမတနာဘဝတနာဝိဘဝတနာဘိကဝေငါ၏ရှိသောယံများတို့ဣဒံခောပနာဤမိတော်မူလတံသည်ကဒုက္ခသမုဒယကံစသောကျွင်းသောအကြောင်းတရားနှင့်ပေါင်းမိလာသောဒုက္ခ၏အကြောင်းဖြစ်သောအရိယသိစ္စာတရားပါပေသည်ယာယံတဏကျင်ကဲ့သို့သောဤတဏသည်ဘောနောဘဝိကတဖန်ဘဝကိုပြုလေရှိဘောနောဘဝိကဘဝသိကိုပြုလေရှိနန္ဒီရာဂသကတာရူပယုံစသည်တို့၌နှိမ့်သက်တတ်တတ်မဲ့တတ်သည်အဖြစ်နှင့်တကွဖြစ်၏တတရာထိုဘဝ၌တတရာထိုအာယုံ၌အဘိနန္ဒီနေအလွန်နှိမ့်သက်တတ်၏သေယတိတံဒုတနာဟုသည်ပေတရားပါပဲနီကာမတဏ၅ဖြာအာယုံကာမုံတို့၌တတ်မဲ့နှိမ့်သက်တတ်သောတဏတရားသည်၎င်းဘဝတဏထိုရူပစသောအာယုန်သည်မြေဤဟုဖြစ်သောသတ္တရဒိဋ္ဌိနှင့်တကွဖြစ်သောတဏှာသည်၎င်းဝိဘဝတဏထိုရူပစသောအာယုန်သည်ပြတ်ယူဖြစ်သောဥစ္စေတဒိဋ္ဌိနှင့်တကွဖြစ်သောတဏှာ၎င်းသည်ဣဒံခောပနာဘိကဝေဒုက္ခនិရောဓအရိယသိစ္ဆံယောတတယေဝတနာယအာသေတဝိရာဂာនិရောဓောသာဂောပရိနိသေကောမုဒ္တိအနာလယောဘိကဝေငါ၏ရှိသောယံများတို့ဣဒံကောပနာဤမိတော်မူလတတ်သောတရားသည်ကိုဒုက္ခនិရောဓဒုက္ခဤချုပ်ရာဖြစ်သောဒုက္ခនិရောဓဒုက္ခဤချုပ်ကြောင့်ဖြစ်သောအရိယသိစ္စာတရားပါပေသည်တတ္တယေဝတနာယထိုတနာသုံးမျိုးဤပင်လျင်ယောအသေးသာဝိရာဂនិရောဓအကျဉ်ရတ္တမဲ့ဖြင့်အကျွင့်အကြံမရှိရလေအောင်ရှောက်ရဖြစ်သောနိဗ္ဗာန်သည်ယောဇာကိုအကျင့်စွန့်အပ်ရာနိဗ္ဗာန်သည်ယောပရိနိသေကိုအကျင့်လွှဲအပ်ရာနိဗ္ဗာန်သည်ယာဝိမု ക്തി အကျင့်လွှဲရဖြစ်သောနိဗ္ဗာန်သည်ယောအာလယောအကျင့်ကန့်ခြင်းချက်မရှိရာနိဗ္ဗာန်သည်အတ္တိအမှန်တကယ်ရှိပါပေ၏ဣဒံဤနိဗ္ဗာန်ဆိုတဲ့တရားသည်ဒုက္ခនិရောဓဒုက္ခဤရှုပ်ရာရှုပ်ကြုံဖြစ်သောအရိယသစ္စာတရားပါပေသည်ဣဒံခောပါဏဘိကဝေဒုက္ခនិရောဓဂာမိနိပရိပဒါရိယသစ္ဆံအယမေဝရိယောအတ္တကိကောမေကောသေယတိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယမောသမ္မာသတိသမ္မာသမာဓိဘိကဝေငါ၏ရှိသောယံများတို့ဣဒံခောပါဏဤမိတော်မူလတတ်သောတရားသည်ကဒုက္ခនិရောဓဂာမိနိဒုက္ခဤရှုပ်ရာနိဗ္ဗာန်သို့အာယုံပြုသောအပြင်သွားတတ်သောပ
ပฏิပဒါအကျဉ်ဖြစ်သောအရိယသစ္စာအရိယသစ္စာတရားပါပေ၏အရိယကိလေသာတို့မှဝိကွာသောအရိယကိလေသာတို့မှဝိကွာသောဖြင့်ဖြူစင်တန့်ရှင်သောအတ္တကိကောရှိပါသောအင်္ဂါရှိသောအယမေဝမေကောဤမဲ့သာသည်သေယရိတံတောရိယအတ္တကိကမဲ့တရားဟုသည်ပေနီသမ္မာဒိဋ္ဌိကောင်းစွာသိမြင်တတ်သောတရား၎င်းသမ္မာသင်္ကပ္ပကောင်းစွာကြံစေတတ်သောတရားသဘော၎င်းသမ္မာဝါစာကောင်းစွာပြောဆိုကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာကမ္မန္တကောင်းစွာပြုလုပ်ကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာအာဇီဝကောင်းစွာသက်မွေကြောင်းဖြစ်သောသဘောတရား၎င်းသမ္မာဝါယမကောင်းစွာထုတ်တတ်သောသဘောတရား၎င်းသမ္မာသတိကောင်းစွာမှတ်ရတတ်သောသဘောတရား၎င်းသမ္မာသမာဓိကောင်းစွာစိတ်ကိုထားကြောင်းဖြစ်သောသဘောတရား၎င်းဣဒံဒုက္ခရိယသေသံတိမေဘိခဝေပုပ္ပေနနုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာနာဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိကဝေငါဤရှိတယံမြတ်တို့ဣဒံဓမ္မဇာတံဣတရားသဘောသည်ဒုက္ခံဒုက္ခဖြစ်သောဒုက္ခံဆင်းရဲကြောင့်စေမှန်ဖြစ်သောအရိယသေဇံအရိယသစ္စာတရားပါပဲဒီအရိယသစ္စာအရိယတို့သည်ချိုးတွင်း၍သိရသောအမှန်တရားပါပဲဒီဣတိဤသောမင်းငါဖျားသည်ပုပ္ပေဖျားမပြည့်မီရှိဖို့၌အနနုတုတေသူတဆင့်စကမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌သကုဉာဏ်သကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏံသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာတို့တွင်သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ့်မုံကိုပေဖြောက်တတ်သောဉာဏ်ရောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခရိယသိသံပရိညယတိမေဘိခဝေပုပ္ပေနနုတုတေတုဓမ္မေတုသေကုံဥဒ္ဓပါတိညာနာဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိကဝေငါ၏ရှိသယံမြတ်တို့ဒုက္ခံဒုက္ခစိတ်မှန်ဖြစ်သောတံဣဒံရိယသစ္စာထိုကဲ့သို့သောရိယသစ္စာကိုပရိညေယံပိုင်းခြား၍သိထ၏ဣတိဤသောမေမယငါဖျားသည်ပုပ္ပေဘုရားမြင်ဖြစ်မည်ရှိဖို့၌အနနုတုတေသူတဆင့်စကားမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုဉာဏ်စက္ကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာတို့တွင်သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ့်မုံကိုပေဖြောက်တတ်သောဉာဏ်ရောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခရိယသိသံပရိညာတံတိမေဘိကဝေပုပ္ပေနနုတုတေတုဓမ္မေတုသေကုံဥဒ္ဓပါတိညာနာဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိကဝေငါ၏ရှိသောယံများတို့ဒုက္ခဒုက္ခဖြစ်သောတံဣဒံအရိယသစ္စာထိုကဲ့သို့သောအရိယသစ္စာကိုပရိညာတံပိုင်းခြား၍သိရပြီးဣတိဤသို့မေမယငါဖျားသည်ပုပ္ပေဖျားမဖြစ်မီရှိဖို့ကအနနုတုတေတုတဆင့်စကမကြဘူးကုန်သောဓမ္မေသူသစ္စာလေးပါးတရားတော်၌စက္ကုဉာဏ်စက္ကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇ္ဇာထိုးထွင်း၍သိတတ်သောဉာဏ်ဝိဇ္ဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိမ့်မုံကိုပေဖြောက်တတ်သောဉာဏ်ရောင်လင်းသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဣဒံဒုက္ခသမုဒယရိယသစ္စာတိမေဘဂဝေပုပ္ပေနနုတုတေတုဓမ္မေတုသေကုံဥဒ္ဓပါတိညာနာဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇ္ဇာဥဒ္ဓပါတိအာလောကဥဒ္ဓပါတိဘိကဝေငါ၏ခြေတယံများတို့ဣဒံဓမ္မဇာတံဣတရားသဘောသည်ဒုက္ခသမုဒယံ
ဆင်းရဲခြင်းဒုက္ခ၏အကြောင်းအမှန်ဖြစ်သောအရိယသစ္စာအရိယသစ္စာတရားပါပေတည်းအရိယသစ္စာအရိယတို့သည်ထိုးထွင်းရသိရသောအမှန်တရားပါပေတည်းဣတိဤသို့မေမယာငါဖျားသည်ပုပ္ပေဖျားမဖြစ်မီရှေ့တုန်းကအနာနုသူတေသူတဆန်းစကားမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စေကုညာစေကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာနံသိတ္တသောညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာအပြားဖြင့်သိတ္တသောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထွထွန်း၍သိတ္တသောညာဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိတ်မောင်ကိုပေဖြောက်တတ်သောညာယောင်လင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခသမုဒယံအရိယသိသံဘာတပ္ပတိမေဘိကဝေပုပ္ပေအနာနုတုတေသူဓမ္မေတုစေကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိဘိကဝေငါ၏ရှိသောယံများတို့ဒုက္ခသမုဒယံဒုက္ခ၏အကြောင်းဖြစ်သောတံဣဒံအရိယသိသံထိုအရိယသစ္စာတရားကိုပါတပံပေထဤဣတိဤသောမေမယာငါဖျားသည်ပုပ္ပေဘယမဖြစ်မီရှိတုန်းကအနနုတုတေသူတဆင့်စကမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စကုညာစကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာနံသိတ္တသောညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြဖြင့်သိတ္တသောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထွထွန်း၍သိတ္တသောညာဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကမောဟမိတ်မောင်ကိုပေဖြောက်တတ်သောညာယောင်လင့်သည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခသမုဒယံအရိယသစ္စာပိဏံတိမေဘဂဝေပုပ္ပေနာနုတုတေသူဓမ္မေသူစေကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိဘိကဝေငါ၏ရှိသောယံများတို့ဒုက္ခသမုဒယံဒုက္ခ၏အကြောင်းတရားမှဖြစ်သောတံဣဒံအရိယသစ္စာထိုအရိယာတို့သည်ထိုးထွန်းရသည်ရသောအမှန်တရားလို့ဆိုတဲ့အရိယာသစ္စာကိုပိဏံပေရပါ၏ဣတိဤသို့မေမယာငါဖျားသည်ပုပ္ပေဘယမဖြစ်မီရှိ၌အနနုတုတေသူတဆန်းစကမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်နှင့်စကုညာစကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာနံသိတ္တသောညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအဖြင့်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထွထွန်း၍သိတတ်သောညာဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကောမောဟမိတ်မောင်ကိုပေဖြောက်တတ်သောညာယောင်လည်းသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဣဒံဒုက္ခនិရောဓအရိယသစ္စာတိမေဘိခဝေပုပ္ပေနာနုတုတေသူဓမ္မေသူစကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိဘိကဝေငါ၏ရှိသောယံများတို့ဣဒံဓမ္မဇာတဣတရားသဘောသည်ဒုက္ခនិရောဓံဒုက္ခ၏ရှုပ်ရာဖြစ်သောဒုက္ခនិရောဓံဒုက္ခ၏ရှုပ်ကြောင့်ဖြစ်သောအရိယသိသံအရိယတို့သည်ထိုးထွင်းရသိရသောမှန်တရားပါပေတည်းဣတိဤသောမေမယာငါဖျားသည်ပုပ္ပေဘယမဖြစ်မီရှိတုန်းကအနနုတုတေသူတန်ဆက်စကမကြအဘုကုံသောဓမ္မေသူသစ္စာလေးပါးတရားတော်၌စကုညာစကုသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးညာနံသိတတ်သောညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးပညာပြအဖြင့်သိတတ်သောပညာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဝိဇာထွထွန်း၍သိတတ်သောညာဝိဇာသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးအာလောကောမောဟမိတ်မောင်ကိုပေဖြောက်တတ်သောညာယောင်လည်းသည်ဥဒ္ဒပါတိထင်ရှားဖြစ်ပြီးတံဃောပဏိတံဒုက္ခនិရောဓအရိယသစ္စာသေစီကာတပ္ပန္တိမေဘိကဝေပုပ္ပေနာနုတုတေသူဓမ္မေသူစကုံဥဒ္ဒပါတိညာနာဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇာဥဒ္ဒပါတိအာလောကောဥဒ္ဒပါတိဘိကဝေငါ၏ရှိသောယံများတို့ဒုက္ခនិရောဓံဒုက္ခ၏ရှုပ်ရာရှုပ်ကြောင့်ဖြစ်သောတံဣဒံအရိယသစ္စာထိုအရိယသစ္စာတရားကိုသေစီကာတပ္ပမျက်မှပြုတတ်၏
iti the memea ngapiadi. Obi Payama Jami Shishirunga. Anano do de do the sense of Maja Pugundo. Dame do the sale but the arone, Segunya Segu the Uda body tensha shibi. Yana the Dadonya the Uda body tensha shibi. Pienya Abia Abia the Dada Pinya the Uda body tensha shibi. Ways are to twenty the Dadonya was the Uda body tensha shibi. Alogo Moa my mongo Pepia Dadonya yon lendi. Uda body tensha shibi. Dango Banidan Doga Niroda Ria they sang. They see Gadang Dime Begaway. Bobby Nano do de do Damedu. Second Uda body, Nyana Uda body. Penya Uda body. Weza Uda body. Aloga Uda body. Begaway Aisha the Yamyado. Doga Niroda. Doga show ya show John Shito. Tang ida Ria they sang to Ria they sang Diago. They see Gadamia Mabu Abi, Idido, Mimayang Abiadi. Owe, Bayama Jami Shishirunga. And I know they do the sense of Maja Bugundo. Dame do the Sale but the Adonai. Segunya Segu the Uda body tensha shibi. Yana the Dadonya the Uda body tensha shibi. Pinya Piabian the Dada Pinya the Uda body tensha shibi. Ways I told when you think that on your was the Uda body tensha shibi. Alogo Moha my mongo baby out on yon the Uda body tensha shibi. Aidan Dogani Roda Gamini Baribara. Aria they sandy me beg away. Bobby Nano do de do dame do. Second Uda body, Nyana Uda body. Penya Uda body. Ways Uda body. Alogo Uda body. By going Aisha the Yamyado, Idan Damazada Idia the body, Doga Niroda Gamini, Dogai show ya show jump the Nebando, Ayum build the Avian Wadado, Doga Niroda Gamini, Dogai show ya Nebando among the Yosidado, Padi Bada Jango Jamia Lepi Betado. Aria de San dia babedi, Aria de San Aria do the children yet the other Mandia babedi. Idi either Mimayang Avia the Bobby Payama Jami Shishirunga. And I know do they do the sense of Maja Bugundo. Dame do the Sale but the Arone. Segunya Segu the Uda body tensha shibi. Nyana the Dadonya the Uda body tensha shibi. Pienya Piabian the Dada Pinya the Uda body tensha shibi. Ways are to twenty the Dadonya was the Uda body tensha shibi. Alogo Moha my mongo baby out on yon lendi. Uda body tensha shibi. Dango Banidan Doga Niroda Gamini Badi Badaria they sang. Pawi Dabandi me Begaway. Bobby and I know do de do dame do. Second Uda body, Nyana Uda body. Penya Uda body. Weza Uda body. Alogo Uda body. By going Aisha the Yamyado. Doga Niroda Gamini. Doga show ya Nebando. Ayum build the Apian Wadado. Doga Niroda Gamini. Doga show ya Nebando among the Yosidado. Padi Bada Jango Jamia Lepi Betado. Tan ida Ria they sang. Toge do Ria they Santiago. Bawe Daba Mimi Mana Nepsi Idi Ido Mimayang Apiadi. Bobby Payama Shishidunga. And I know do they do the sense of Maja Bugundo. Dame do the Sali but the Adonai. Segu Nyan Segu the Uda body tensha shibi. Nyana the Dadonya the Uda body tensha shibi. Pienya Piabian the Dado Pinya the Uda body tensha shibi. Ways are to twenty the Dadonya was the Uda body tensha shibi. Alogo Moha my mongo baby out on Nyan Lendi. Uda body tensha shibi. Dango Banidan Doga Niroda Gamini Badibara. Aria they san Bawi Danti me Bekaway. Bobby Nano do de do dame do. Second Uda body, Nyana Uda body. Penya Uda body, Weza Uda body.
အာလောကောဥဒ္ဓပါတိဘိုင်ကဝေငါ၏ရှင်သာယံများတို့ဒုက္ခនិရောဓဂာမိနိဒုက္ခ၏ရှောက်ရာနိဗ္ဗာန်သို့အာယုံပြုသောအဖြင့်သွားရသောဒုက္ခនិရောဓဂာမိဒုက္ခ၏ရှောက်ရာနိဗ္ဗာန်သို့အမှန်မသွေရောက်စေရသောပฏิပတ္တာကျင့်ကောင်းကျင့်များလေဖြစ်ပေထသောတန်ဣဒံအရိယသိစ္စာထိုသောသဘောရှိသောအရိယသိစ္စာတရားကိုဘာဝိတံမိမိသန္တာနှင့်ပွားစေအပ်ပြီးဘာဝိတံပွားမြတ်တော်မူအပ်ပြီးဣတိဤသောမေမယငါဖျသည်ပုပ်ပေဘုရားမပြည့်မီရှိရှိတုန်းကအနနုသူတေသူတဆန်းစားကမကြအဘုကုံသောတာမေသူသစ္စာလေးပါးတရားတော်၌စေကုညာစေကုသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးညာဏသိတတ်သောဉာဏ်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးပညာပြအပြင်သိတတ်သောပညာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးဝိဇာထွထွဲ၍သိတတ်သောဉာဏ်ဝိဇာသည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးအာလောကောမောဟအမိန်မောင်ကိုပယ်ဖြောက်တတ်သောဉာဏ်ရောင်လင့်သည်ဥဒ္ဓပါတိထင်ရှားဖြစ်ပြီးယာဝကိဝိသာမေဘဂဝေဣမေတုစရုတုအရိယသစ္စေတုဧဝံတိပရိဝဒံဒွါရသကာရံယထာဘူတညာနာဒသနာနသုဝိသုတ်တံဩတိနေဝတာဝဟံဘဂဝေသတေဝကေလောကေသမာရကေသဗျာမကေသသမနာဗျာမနိယပဇာယသဒေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောတိအဘိဓမ္ဗုဒ္ဓောတိပစ္စညာတိဘိကဝေငါ၏ရှိသောယံများတို့ယာဝကိဝိသအကျဉ်းများလောက်ကာလပတ်လုံးလေမေငါဘယ၏စရုတု၄ပါးကုန်သောဣမေတုအရိယသိစ္စေတုဤအရိယသစ္စာတရားတို့၌ဧဝံဤသောဆိုအပ်ပြီးသောနေ့ဖြင့်တိပရိဝဒံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အားဖြင့်၃ပါးသောပြန်လေခြင်းရှိသောဒွါရတာကာရံသစ္စာတစ်မျိုး၌သစ္စာဉာဏ်စသောအပြင်တစ်စိနှစ်ပါးသောအရှင်းရာရှိသောယရာဘူတံမဖောက်မပြန်ဟုတ်မှန်သောညာနာတသနာညာမြဲသည်သူဝီသုတ်တံအလွန်တန့်ရှင်းစင်ကြယ်သည်နအဟောသည်မဖြစ်သေးပါပဲဘိကဝေယံတို့တာဝတို့များလောသောကာလပတ်လုံးတာဝတို့ညာမြင်အလွန်မတန့်ရှင်းမစင်ကြည်သေးသမျှကာလပတ်လုံးငါဘုရားသည်သတေဝကေအောက်ကာမဝဆရာနတ်ပြည်ငါးတိုင်းနဲ့လည်းတကွသောသမာရကေဝသဝတိနတ်ပြည်ရှိနတ်ပေါင်းတို့နဲ့လည်းတကွသောသပြန်မကေပြန်မ20နဲ့လည်းတကွသောလောကေဩဃသာလောက၌၎င်းသသမနာပြန်မယသာသနာတို့၏စံကြံပဲဖြစ်သောသမနာပြန်မနာမကောင်းမှုတို့ကိုညှင်းစေပြီးသမနာကောင်းမကောင်းမှုတို့ကိုမျိုးအပ်ပြီးသောဗျာမနာတို့နှင့်တကွဖြစ်သောသတေဝမနုဿာယသမုဒ္ဒိနတ်ဟုသောမင်းကျွင်းသောသူတို့နှင့်လည်းတကွဖြစ်သောပါဇာယသရဝပေါင်း၌၎င်းအနုဒ္ဒရာမိမိတည်းလွန်မြတ်သောတရားမရှိသောအနုဒ္ဒရာမိမိတည်းလွန်မြတ်သောတရားမရှိသည့်ဖြစ်၍အမြတ်ဆုံးဖြစ်သောသမ္မာသမ္ဗောဓိမဖောက်မပြန်အမှန်ကိုယ်တိုင်သိစွမ်းနေသောအရတ္တမဉ္ဇဉ်ကိုသမ္မာသမ္ဗောဓိရှိမွန်အကောင်းမြတ်သောအရတ္တမဉ္ဇဉ်ဆိုတဲ့တရားထုကိုအဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိပြီးဣတိဤသို့နေဝပစ္စညာသိဝန်ခံတော်မူခဲ့ပါပဲယတောသာခောမေဘဂဝေဣမေသူစရုသူရိယသစ္စေသူဧဝံတိပရိဝဒံဒွါရသကာရံယထာဘူတညာနာဒသနာသူဝိသုတ်တံဟောတိအထာဘဂဝေသတေဝကေလောကေသမာရကေသဗျာမကေသသမနာဗျာမနိယပဇာယသတေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောဓိအဘိဓမ္ဗုဒ္ဓောတိပစ္စညာတိဘိကဝေငါ၏ရှင်သာယံများတို့ယတောစာကိုဗောဓိပင်ဤအနိအဝေထိုင်နေတော်မူရခြင်းအခါမှစ၍မေငါမယ၏စရုသူ၄ပါးကုန်သောဣမေသူအရိယသိစ္စေသူအရိယသစ္စာတရားတို့၌ဧဝံဤသို့ဧဝံဤဆိုအပ်ပြီးသောနေ့ဖြင့်တိပရိဝဒံသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်အဖြင့်၃ပါးသောပြန်လေခြင်းရှိသောဒွါရတာကာရံသစ္စာတစ်မျိုး၌သစ္စာဉာဏ်စသောအဖြင့်12ပါးသောရှင်းရာရှိသောယရာဘူတံမဘောင်မပြောင်းမှန်သောဉာဏတသနာဉာဏ်မြင်သည်သူဝိသုဒ္ဓံအလွန်စွမ်းရှင်းစင်ကြယ်သည်
သူဝီသောတအလွန်တန်ရှင်းစင်ကြသည်ဩသည်ဖြစ်တော်မူခဲ့လည်းပြီဘိုင်ကဝေငါ၏ခြေသာရများတော့အထထိုသောညာမြအလွန်တန်ရှင်းစင်ကြရာထိုကာမစ၍အာငါဖျားသည်သဒေဝကေအောက်ကမစရဏပြေငါးထားရှိနတ်တို့နှင့်လည်းတကွဖြစ်သောသမာရကေမာနမင်းကြီးတရားဝသဝတိနတ်ပြရှိနတ်အပေါင်းတို့နှင့်လည်းတကွဖြစ်သောသဗျာမကေဗျာမာနစေနှင့်လည်းတကွဖြစ်သောလောကေဩဃသလောက၌၎င်းသာသမဏဗျာမဏိယသာသနာတို့၏စံကြံပဲဖြစ်သောသမဏဗျာမဏမကောင်းမှုတို့ကိုညှိစေပြီးသောသမဏမကောင်းမှုတို့ညှိုးအားပြီးသောဗျာမဏတို့နှင့်လည်းတကွဖြစ်သောသဒေဝမနုဿယသမုဒ္ဒိနတ်ဟုသောမင်းကျွင်းသောသူတို့နှင့်လည်းတကွဖြစ်သောပဇာယသရဝပေါင်း၌၎င်းအနုဒ္ဒရမိမိတဲ့လွန်မြတ်သောတရားမရှိသည့်အတွက်အမျက်ဆုံးအသာဆုံးဖြစ်သောသမ္မာသမ္ဗောတိမဖောက်မပြန်အမှန်ကိုယ်တိုင်သိစွမ်းနေသောအရတ္တမေညာတရားကိုအဘိဓမ္ဗုဒ္ဓထိုးထွင်း၍သိတော်မူပြီးဣတိဤသောပစ္စယညာသိင်ဝန်ခံတော်မူခဲ့လည်းပြီညာနေသာပဏမေတသနာဥဒ္ဒပါတိအကုပ္ပါမေဝိမု ढि ယမန္တိမာဇာတိနတ္တိတာနေပုဏ္ဏဘောတိမေငါဖျားဤဒသနာသိမြင်တတ်သောညာနေသာပြစ္ဆေကရညာသည်လေဥဒ္ဒပါတိထင်ရှားဖြစ်ပြီကိဉ္တိအဘေသောလည်းယဥဒ္ဒပါတိထင်ရှားဖြစ်သည်မေငါဖျားဤဝိမု ढि အရတ္တဘောကိုအကုပ္ပါစံကြဲမဲ့တရားတော်သည်မဖြက်စီမဖြက်စီနိုင်အယံဤပရိသန္တိတိနိယခြင်းသည်အန္တိမှာဆုံးဖြစ်သောဇာတိပရိသန္တိတိနိယခြင်းပါပေသည်ဒါနှင့်ယခုအခါ၌ပုဏ္ဏဘောဝတမန်ဘဝသိသည်ပုဏ္ဏဘောဝဘဝအသိသည်နတ္တိငါမှမရှိတော့ပါပဲဣတိဤသောဥဒ္ဒပါတိထင်ရှားဖြစ်ပြီးဣတိဤသောအာမန္တိသည်ကောင်းစွာမသိမိန့်တော်မူခဲ့လည်းပြီဣဒမောဇာဘဂဝါအတ္တမနာပြင်စဝေကိယဘိက္ခုဘဂဝါတောဘာတိတံပိနန္ဒုံတိဣဒံဤစကားတော်ကိုဘဂဝါဘုန်းတော်ရှောက်ဆုံးတော်ကုန်နဲ့ပြည့်စုံတော်မူသောဖျားရှင်ကိုရောမြတ်သည်အဝါစာကောင်းစွာမသိဟောကြားတော်မူခဲ့လည်းပြီပြင်စဝေကိယငါ့ကိုအစိုးရှိခြင်းကြောင့်ပြင်စဝေကိအမည်ရှိကြကုန်သောဘိက္ခုကွန္တညာဝဘပါရိယမာနအတ္တစီအမိယသောယံတော်တို့သည်အတ္တမာနာမိမိစိတ်ရှိကြကုန်သည်ဖြစ်၍ဘဂဝါတဘုံတော်ရှောင်းစွန်တော်ကိုနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၏ပါတိတံဟောကြားတော်မူသောတရားတော်ကိုပါတိတံဟောကြားတော်မူသောဓမ္မစကားပွတ်နာသုတ်တံဟုစွာသောတရားတော်ကိုအဘိနန္ဒုံဧဝမေတံဘဂဝါဧဝမေတံသုကတာဟု၍ကောင်းရှိပြုလျက်နှိမ့်သက်ဝမ်းမြောက်ကြလေကုန်သတည်းဣမသမိသာပနာဝေယကရဏသမိပညာမာနေအာယသမတောကွန်တညသာဝိရဇံဝိတမလံဓမ္မစေခုံဥဒ္ဒပါတိယံကိဉ္စိသမုဒယဓမ္မံသဗ္ဗံတံနိရောဓဓမ္မံတိဣမသမိသာပနာဝေယကရဏသမိဤဂါထာမဖက်သက်သက်သောဓမ္မစေကပွတ်နာသုတ်တံတရားတော်ကိုပညာမာနိကောင်းစွာမဲ့သည်ဟောကြားတော်မူအပ်သည်ရှိသောအာယသမတောကွန်တညသာအရှင်ကွန်တညဤဝိရဇံကင်သောဘာယကမနိယရာဂစသောမြူရှိသောဝိရဇံအဘာယကမနိယရာဂစသောမြူမှာကင်းသောဝိတမလံကင်းသောဒိဋ္ဌိဝိသေသဟုသောညိတ်ကြီးရှိသောဓမ္မစေကုံသစ္စာလေးပါးတရားတို့၌ဖြစ်သောသောတပတ္တိဉာဏ်မျက်စိသည်ဥဒ္ဒပါတိကောင်းစွာမသွေထင်ရှားဖြစ်ပေါ်လာခဲ့လေပြီဂိဋ္ဌိအဘေသောလျံဥဒ္ဒပါတိထင်ရှားဖြစ်ပေါ်ခဲ့လေသည်ယံကိဉ္စီအကျဉ်အမှတ်မရှိအလုံးစုံသောတရားသည်သမုဒယဓမ္မံဖြစ်ရှင်သဘောတရားရှိပါပံလုံးစုံသောတန်တို့ဖြစ်ရှင်သဘောတရားရှိသောတရားမှန်သမျှသည်နိရောဓဓမ္မရှုပ်ပြရှင်သဘောတရားရှိဣတိဤသောဥဒ္ဒပါတိထင်ရှားဖြစ်ပြီဘောတိတေသပနဘဂဝတာဓမ္မစက္ကေဘုံမာဒေဝသတ္တမနုဿဝေသုံဧတံဘဂဝတာဗာရဏတိယံဣတိပရဏေမင်္ဂရာယေအနုတရံဓမ္မစကံပဝတိတံအပရိဝတ္တိယံသမဏေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနစိဝါလောကသမိတိဘဂဝတာမြတ်စွာဘုရားသည်ဓ
ဓမ္မစကေဓမ္မစကဘဝတနာသုတ်တံတရားတော်ကိုဘဝတည်တည်ဖြစ်စေတော်မူအပ်ပြီးသောဘဝတည်တည်ဟောကြားတော်မူအပ်ပြီးသောဘုံမာမြေ၌ပြေကုန်သောဘုံမာမြေ၌စိုက်စအယရ၌နေခြင်းထိုင်ကြကုန်သောဒေဝနတ်တော်သည်တတ္တံသံကိုအနုဿဝေသုံးတဆင့်စကားသိစေကြလေကုန်ပြီအနုဿဝေသုံးအာရပယကြွကြကြလေကုန်ပြီကိန္တိဘေသောလျံအနုဿဝေသုံးတဆင့်စကားသိစေကြလေကုန်သနည်းအနုဿဝေသုံးအာရပယကြွကြလေကုန်သနည်းဘဂဝါတမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေ၏အနိဖြစ်သောဣတိပရဏေမိင္ဂဒယေဣတိပတနာမိင္ဂရဝယုံသာမောဆုံမြိုင်တော်၌သမဏေနဝါသမဏမြည်သူသည်၎င်းဗျာမဏေနဝါဗျာမဏမြည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနတ်သည်၎င်းဗျာမုနာဝါဗျာမာသည်၎င်းလောကသမိလောက၌ကေနစိဝါတစုံတယောက်သည်၎င်းအပရိဝတိယံစံကြံဘက်မဖြစ်စေရမဖြစ်စေနိုင်သောအပရိဝတိယံစံကြံဘက်မဟောပြမဟောပြနိုင်သောအနုတ္တရံမိမိတည်းမြတ်သောတရားမရှိသောအနုတ္တရမိမိတည်းမြတ်သောတရားမရှိသည်ဖြင့်အမြတ်ဆုံးအသာဆုံးထွက်ဆုံးဖြစ်ပေသောဣတံဓမ္မဣဓမ္မစကပွားနာသုတ်တံတရားတော်ကိုဘဝတည်တံဖြစ်စေတော်မူအပ်ပြီဣတိဤသောတဆန်းစကားသိစေကြကုန်ပြီဣတိဤသောကောင်းစားမသွေကြွေးကြော်ကြလေကုန်ပြီဘုံမာနံဒေဝနံသတ္တံသုတ်တော်သာတုမာရာဇိကဒေဝသတ္တမနုဿဝေသောဧတံဘဂဝတာပါရဏတိယံဣတိပရဏေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရေနဝါဗျာမုနဝါကေနစိဝါလောကသမိတိဘုံမာနံမြေ၌တည်ကြကုန်သောဘုံမာနံမြေ၌ဆက်စအယရ၌နေကြကုန်သောဒေဝနာနတ်တို့၏သတ္တကြွကြသံကိုသုတ်တော်ကြရ၍သာဓုမာရာစိကသုမာရေဘုံ၌နေကြကုန်သောဒေဝနတ်တို့သည်သတ္တသံကိုအနုဿဝေသုံးတဆင့်စကားသိစေကြလေကုန်ပြီအနုဿဝေသုံးကောင်းစွာမသွေကြွကြကြလေကုန်ပြီဂိင်အနုဿဝေသုံးပေပုံပေနေကြွကြကြလေကုန်သတည်းဘဂဝါတမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေဤနည်းဖြစ်သောဣတိပရဏေမိဂရာယေဣတိပရဏမိဂရာဝယုံသာဘောဆုံးမြိုင်တော်၌သမဏေနဝါသမဏမြည်သူသည်၎င်းဗျာမဏေနဝါဗျာမဏမြည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါဗျာမဏသည်၎င်းဗျာမုနဝါဗျာမာသည်၎င်းလောကသမိန်လောက၌ကေနစိဝါတစုံတယောက်သည်၎င်းအပရိဝတိယစံကြံပါမဖြစ်စေရမဖြစ်စေနိုင်သောအနုတ္တရမိမိတလွန်မြတ်သောတရားမရှိ၍အမြတ်ဆုံးအသာဆုံးအထွက်ဆုံးလည်းဖြစ်ပေထသောဣတံဓမ္မဣဓမ္မစကဘဝနာသုတ်တံတရားတော်ကိုဘဝတိတံဟောပြတော်မူအပ်လေပြီဣတိဤသို့ကြွကြော်ကြလေကုန်ပြီသာဓုမာရာစိကနံဒေဝနံသတ္တံသုတ်တော်တာဝရိန္သာဒေဝသတ္တမနုဿဝေသုံဧတံဘဂဝတာပါရဏတိယံဣတိပတနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမဏေနဝဗျာမဏေနဝဒေဝေနဝမာရေနဝဗျာမုနဝကေနစိဝလောကသမိတိသာဓုမာရာဇိကနာဒေဝနာသုမာရိနတ်တို့၏တတ္တံကြွကြောသံကိုသုတ်တော်ကြရ၍ဒါပရိသာဒေဝတာပရိသာဘုံ၌နေထိုင်ကြကုန်သောနတ်တို့သည်တတ္တံကြွကြောသံကိုအနုဿဝေသုံတဆင့်စကားကြားသိစေကြလေကုန်ပြီကိဉ္အနုဿဝေသုံအဘေသောတဆင့်စကားကြားသိစေကြလေကုန်သနည်းဘဂဝါတမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေ၏အနည်းဖြစ်သောဣတိပတနေမိဂဒါယေဣတိပရဏမိဂဒါဝံယုံသာမောဆုံးမြိုင်တော်၌သမဏေနဝါသမဏမြည်သူသည်၎င်းဗျာမဏေနဝါဗျာမဏမြည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်းဗျာမုနဝါဗျာမာသည်၎င်းလောကသမိန်လောက၌ကေနစိဝတစုံတရားသည်၎င်းအပရိဝတ္တိယံစံကျင်ပဲမဖြစ်စေရမဖြစ်စေနိုင်သော
အနုတ္တရမိမိတန်လွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအသွာဆုံးအထွက်ဆုံးလည်းဖြစ်ပေထသောဧတံဓမ္မဤဓမ္မစကပွားနာသုတ်တန်တရားတို့ကိုပွက်ဒီတန်ကောင်းစွာမသွေဟောပြတော်မူအပ်လေပြီဣတိဤသောတဆန်စကားသိစေကြလေကုန်ပြီတာဝရိန္ဒာနံဒေဝနံတတ္တံသုတ်တော်ယာမဒေဝတတ္တမနုဿဝေသုံဧတံဘဂဝတာဗာရဏတိယံဣတိပရဏေမိဂရာယေအနုတ္တရံဓမ္မစက္ကံဘဝတိတံအပရိဝတ္တိယံသမဏေနဝါဗျမဏေနဝါတေဝေနဝါမာရေနဝါဗျာမုနဝကေနစိဝါလောကသမိတိတာဝရိန္ဒာနံဒေဝနာတာဝရိန္ဒာနတ်တို့၏တတ္တံကြွကြိုသံကိုသုတ်တာကြွရ၍ယာမဒေဝယာမဘုံ၌နေတိုင်းကြကုန်သောနတ်တို့သည်တတ္တံကြွကြိုသံကိုနှုတ်သဝေသုံကြွကြိုကြလေကုန်ပြီကိဉ္တိအနုဿဝေသုံဘေဘုံဘေနေကြွကြိုကြလေကုန်သနည်းဘဂဝါတမြတ်စွာဘုရားသည်ပါရဏသီယံပါရဏသီပြေဤဖြစ်သောဣတိပရဏေမိဂဒယေဣတိပရဏမင်္ဂလာဝေယုံသမောစုံမြိုင်တော်၌သမဏေနဝါသမဏမည်သူသည်၎င်းဗျမဏေနဝါဗျမဏမည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်းယမုနဝါဗျမသည်၎င်းလောကသမိလောက၌ကေနဇီဝတစုံတယောက်သည်၎င်းအပရိဝါရိယံစံကြံပံမဖြစ်စေရမဖြစ်စေနိုင်သောအနုတ္တရံမိမိတန်လွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအထွတ်ဆုံးအသာဆုံးလည်းဖြစ်ပေသောဧတံဓမ္မဣဓမ္မစကပွားနာသုတ်တံလို့ဆိုတဲ့တရားတို့ကိုဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်လေပြီဣတိဤသို့တဇံစကားသိစေကြလေကုန်ပြီယာမနံဒေဝနံတတ္တံသုတ်တော်တုတိတာဒေဝတတ္တမနုဿဝေသုံဧတံဘဂဝတာဗာရဏတိယံဣတိပတနေမိဂဒာယေအနုတ္တရံဓမ္မစက္ကံဘဝတိတံအပရိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရေနဝါဗျာမုနဝါကေနစိဝါလောကသမိန်တိယာမနံဒေဝနံယာမဘုံ၌နေထိုင်ကြကုန်သောနတ်တို့၏သာတံကြွကြိုသံကိုသုတ်တော်ကြာရရဲ့တုတိတာဒေဝတုတိတာဘုံ၌နေထိုင်ကြကုန်သောနတ်တို့သည်တတ္တံအတန်ကိုနှုတ်သဝေသုံကြွကြိုကြလေကုန်ပြီကိဉ္တိအဘေသောလည်းယံနှုတ်သဝေသုံတဆန်းစကားကြွကြိုကြလေကုန်သနည်းဘဂဝါတမြတ်စွာဘုရားသည်ပါရဏသီယံပါရဏသီပြည်ဤအနည်းဖြစ်သောဣတိပရဏေမိဂရာယေဣတိပတ္တနာမိဂရာဝယုံသာမောစုံမြိုင်တော်၌သမဏေနဝါသမဏမည်သူသည်၎င်းဗျာမဏေနဝါဗျာမဏမည်သူသည်၎င်းတေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်းဗျာမုနဝါဗျာမသည်၎င်းလောကသမိလောက၌ကေနစီတစုံတယောက်သည်၎င်းအပရိဝါဒီယစံကြံပါမဖြစ်စေရမဖြစ်စေနိုင်သောအနုတ္တရမိမိတန်လွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအထွတ်ဆုံးလည်းဖြစ်ပေထသောဧတံဓမ္မံဤဓမ္မစကပွားနာသုတ်တံစွာတရားတော်ကိုဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်ပြီးဣတိဤသောတဇံစကားကြွကြိုကြလေကုန်ပြီဒုတိဒါနံဒေဝနာတတ္တံသုတ်တော်နေမာနရတိဒေဝတတ္တမနုဿဝေသုံဧတံဘဂဝတာဗာရဏတိယံဣတိပရဏေမိဂရာယေအနုတ္တရံဓမ္မစက္ကံဘဝတိတံအပရိဝတ္တိယံသမဏေနဝါဗျမဏေနဝါဒေဝေနဝါမာရေနဝါဗျာမုနဝါကေနစိဝါလောကသမိန်တိဒုတိဒါနံဒေဝနာဒုတိဒါနတ်တို့ဤတတ္တံကြွကြိုသံကိုသုတ်တော်ကြာရ၍နေမာနရတိဒေဝနေမာနရတိဘုံ၌နေတိုင်းကြကုန်သောနတ်တို့သည်တတ္တံကြွကြိုသံကိုနှုတ်သဝေသုံတဆန့်စကားကြွကြိုကြလေကုန်ပြီကိဉ္တိအဘေသောလည်းယံအနုဿဝေသုံတဆန့်စကားကြွကြိုကြလေကုန်သနည်းဘဂဝတာမြတ်စွာဘုရားသည်ပါရဏသီယံပါရဏသီပြည်အနည်းဖြစ်သောဣတိပတ္တနေမိဂဒာယေဣတိပတ္တနာမိဂရာဝံယကုံသာမောစုံမြိုင်တော်၌သမဏေနဝါသမဏမည်သူသည်၎င်းဗျာမဏေနဝါဗျာမဏမည်သူသည်၎င်းဒေဝေနဝါနတ်သည်၎င်းမာရေနဝါမာနသည်၎င်းဗျာမုနဝါဗျာမသည်၎င်းလောကသမိန်လောက၌ကေနဇီဝတစုံတယောက်သည်၎င်းအပရိဝတ္တိယစံကြံပါမဖြစ်စေရမဖြစ်စေနိုင်သောအ
အနုတ္တရမိမိတည်းလွန်မြတ်သောတရားမရှိသည်ဖြစ်၍အမြတ်ဆုံးအထွတ်ဆုံးလည်းဖြစ်ပေထသောဣဒံဓမ္မံဣဓမ္မစကပွားနာသုတ်တံစွာသောတရားတော်ကိုဘဝတည်တံကောင်းစွာမသွေဖြစ်စေတော်မူအပ်ပြီးဘဝတည်တံကောင်းစွာမသွေဟောကြားတော်မူအပ်ပြီးဣတိဤသောတဆန်းစကားကြွကြောကြလေကုန်ပြီနေမာနာရတိနံဒေဝနာတတ္တံသုတ်တွာပရနိမိတာဝသဝတိဒေဝတတ္တမနုဿဝေသောဧတံဘဂဝတာဗာရဏတိယံဣတိပရဏေမင်္ဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပရိဝတိယံသမနေနဝဗျာမနေနဝဒေဝေနဝမာရေနဝဗျာမုနဝကေနစိဝလောကသမိတိနေမာနာရတိနံဒေဝနာနေမာနာရတိဘုံ၌နေထိုင်ကြကုန်သောနတ်တို့၏သာတံကြွေးကြောသံဃောသုတ်တော်ကြရ၏ပရဏိမိတဝသဝတိဒေဝပရဏိမိတဝသဝတိဘုံ၌နေကြကုန်သောနတ်တို့သည်သာတံကြွေးကြောသံဃောနှုတ်သာဝေတုံတဆန့်စကားကြွေးကြောကြလေကုန်ပြီကိဉ္တိဘေသို့လျံအနုဿဝေတုံတဆန့်စကားကြွေးကြောကြလေကုန်သနီဘဂဝါဒမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေဤအနိဖြစ်သောဣတိပတ္တနေမင်္ဂရာယေဣတိပရဏမင်္ဂရာဝယုံသာမောဆုံမြိုင်တို့၌သမနေနာဝသမနာမြည်သူသည်၎င်းဗျာမနေနဝဗျာမနာမြည်သူသည်၎င်းဒေဝေနဝနတ်သည်၎င်းမာရေနဝမာနသည်၎င်းဗျာမုနာဝဗျာမာသည်၎င်းလောကသမိလောကနှင့်ကေနစီဝတစုံတယောက်သောသူသည်၎င်းအပရိဝတိယစံကြံပံမဖြစ်စေရဖြစ်စေနိုင်သောအပရိဝတိယစံကြံပံမဟောပြနိုင်သောအနုတ္တရမိမိတဲ့လွန်မြတ်သောတရားမရှိသည်ဖြစ်၍အထွတ်ဆုံးအမြတ်ဆုံးဖြစ်သောဣဒံဓမ္မဣဓမ္မစကပွားနာသုတ်တံစွာသောတရားတော်ကိုဘဝတိတံကောင်းစွာမသွေဖြစ်စေတော်မူအပ်လေပြီဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်ပြီးဣတိဤသို့တဆန့်စကားကြွကြောကြလေကုန်ပြီပရဏိမိတဝသဝတိနံဒေဝနာတတ္တသုတ်တော်ဗျာမကာယိကဒေဝတတ္တမနုဿဝေသောဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဝတိတံအပရိဝတိယံသမနေနဝဗျာမနေနဝဒေဝေနဝမာရေနဝဗျာမုနာဝကေနစိဝလောကသမိတိပရဏိမိတဝသဝတိနံဒေဝနာပရဏိမိတဝသဝတိဘုံ၌နေကြကုန်သောနတ်တို့၏တတ္တံကြွေးကြောသံကိုသုတ်တော်ကြရ၍ဗျာမကာယိကဗျာမအပေါင်း၌ဖြစ်ကြကုန်သောဒေဝဗျာမတို့သည်တတ္တံကြွေးကြောသံကိုအနုဿဝေတုတဆင်းစကကြွေးကြောကြလေကုန်ပြီကိဉ္တိဘေသောလျံအနုဿဝေတုတဆင်းစကကြွေးကြောကြလေကုန်သနည်းဘဂဝါတံမြတ်စွာဘုရားသည်ပါရဏတိယံပါရဏတိပြေဤနိဖြစ်သောဣတိပရဏေမိဂရာယေဣတိပရဏမိဂရာဝယုံသာမောဆုံမြိုင်တို့၌သမနေနဝသမနာမြည်သူသည်၎င်းဗျာမနေနဝဗျာမနာမြည်သူသည်၎င်းဒေဝေနဝနတ်သည်၎င်းမာရေနဝမန္တသည်၎င်းဗျာမုနာဝဗျာမာသည်၎င်းလောကသမိလောက၌ကေနစိဝတစုံတယောက်သည်၎င်းအပရိဝတိယံစံကြံမဖြစ်စေရန်ဖြစ်စေနိုင်သောအပရိဝတိယံစံကြံမဟောပြမဟောပြနိုင်သောအနုတ္တရမိမိတည်းမြတ်သောတရားမရှိသည့်အတွက်အမြတ်ဆုံးအသာဆုံးဖြစ်ပေသောဧတံဓမ္မံဣဓမ္မစကပွားနာသုတ်တံစွာသောဒေသနာမြတ်တုတရားဥကိုဘဝတိတံကောင်းစွာမသွေဖြစ်စေတော်မူအပ်ပါပေပြီဘဝတိတံကောင်းစွာမသွေဟောပြတော်မူအပ်ပါပေပြီဣတိဤသောတဆန့်စကားသိစေကြကုန်ပြီဣတိဤသောတဆန့်စကားကြွကြောကြလေကုန်ပြီဣတိဟတေနခနေနတေနလေယနတေနမုဟုတ်တေနယာဝဗျာမလောကတတ္တောအဘုဂိစီဣတိယဤသို့လျင်တေနခနေနထောအန၌တေနလယေနထောလယ၌တေနမုဟုတ်တေနထောမုဟုတ်၌ယာဝဗျာမလောကဗျာမပြည်တိုင်အောင်ဗျာမလောကဗျာမဘုံတိုင်အောင်တတ္တောကြွကြောသံသည်အဘုဂိစီမဆံဘဝပြန်တော်ရင်တက်ပြီအယေဇာတသာသတိလောကဓာတုသံဃံပိသံပကံပိသံဘဝေတိအပမနောသဥလာရောဩဘာသောလောကေပါတုရောတိအတိတ်ကမ္မဒေဝနံဒေဝနုဘာဝန္တိအယေဇာတသာသတိလောကဓာတုဤတသောအတိုင်းရှိသောလောကရသည်လေသံဃံပိအထက်သို့တက်ကပြင်းစွာတုံလို့ပြီး
ဘာဘာကံပြီးအထက်အောင်နှိမ်တုံမြန့်တုံအပြားအဖြင့်ပြင်းစွာတုံလောက်ပြီးသံဘဝေတိအယလေးမျက်နာရင်တို့၍အမျိုးမျိုးအပြားပြားအပြင်တုံလောက်ပြီးအဘမနောတန့်ရှိမရှိသောဥလာရောမွန်မြတ်သောဩဘာသောစတတ်သောသောလောကဓာလွှမ်းရှုံပတ်သည့်အလန့်တတ်သည်လည်းပဲဒေဝနာနတ်ဗျာမတို့၏ဒေဝနုဘာဝနတ်ဗျာမတို့၏အာနုဘောကိုအတိတ်ကံမှကျော်လွန်၍ပါတုရဟောသည်ကောင်းစွာမသွေထင်ရှားဖြစ်ပေါ်လေပြီအထာကောဘဂဝါဣမံဥဒါနာဥဒါနေသည်အညာတိဝတ္တဘောကွန်တညောအညာတိဝတ္တဘောကွန်တညောတိဣတိဟိတံအာယသမတောကွန်တညတာအညာတိကွန်တညောတွေဝနာမံဟောသည်အထာကောတောအခါ၌ဘဂဝါမြတ်စွာဘုရားသည်မဥဒါနာဤဥဒံစကားတော်ကိုဥဒါနေသည်ကျူရန်တော်မူပြီးဂိန္တိဝဲသို့လျင်ဥဒါနေသည်ကျူရန်တော်မူသည်ဘောဩယံတို့ကွန်တေညကွန်တေညသည်အညာတိဝတ္တသစ္စာ၄ပါးကိုထိုးထွင်းရသိပေပြီတကားဘောဩယံတို့ကွန်တေညကွန်တေညသည်အညာတိဝတ္တသစ္စာ၄ပါးကိုထိုးထွင်းရသိပေပြီတကားဣတိဤသောဥဒါနာဥဒံကိုဥဒါနေသည့်ကျူရန်တော်မူခဲ့လည်းပြီဣတိဟိဤဥဒံစကားကြောင့်သာလျင်အာယသမတော်ကွန်တညသာရှင်ကွန်တညဤအညာသည်ကွန်တညောတေဝအညာသည်ကွန်တညဟူ၍သာလျင်ဣဒံနာမအေးမြည်သည်ဩသည်ဖြစ်ပေါ်လာခဲ့လည်းပြီအထာကောအာယသမညာသည်ကွန်တညောဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိဒိတာဓမ္မောပရိယောဂါလဓမ္မောဒိဏဝေစိကိစ္စဝိကတာကရံကတောဝေသာရိစ္ဆာပတ္တောပရာပိစယောတတုသာသနေဘဂဝန္တံဧတတဝောဇာလဗေယံပန္တိဘဂဝတောတန္တိကေပပိသံလဗေယံဥပသံပရန္တိဧဟိဘိက္ခုတိဘဂဝဝောဇာသွေကတောဓမ္မောစရဗျမ္မစရိယံသမ္မာဒုက္ခသအန္တကိရိယာယာတိသာဝတ္တတအယသမတောဥပသံပရဩတိတိအထာကောထောခါ၌အာယသမညာတိကွန်တညောအရှင်အညာတိကွန်တညာတိဒိဋ္ဌဓမ္မောမြင်အပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်ပတ္တဓမ္မောရောက်အပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်ဝိဒိတာဓမ္မောသိအပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်ပရိယောဂါလဓမ္မောထဲဝံခြင်းသဲဝင်အပ်ပြီးသောသစ္စာ၄ပါးတရားရှိသည်တိဏ္ဏဝေစီကိစ္စလွန်မြောက်ပြီးသောဝေစီကိစ္စရှိသည်ဝိကတာကရံကတောကင်းသောသို့လောဟုတွေးတော့ယုံမှခြင်းရှိသည်ပတ္တုသာသနိမြတ်စွာဘုရားသာသနာတော်၌ဝေသာရိဇာပတ္တောကြောက်ရွံ့ရှင်ကံရည်တဲ့သူဖြစ်သောရောက်သည်အဘာရာပြေစယောမိမိမှာတပ္ပချသူဟူသောယုံကြည်ထိုက်သူမရှိသည်အဘာရာပြေစယောမိမိမှာတပ္ပချသူဟူသောယုံကြည်စရာမလိုသည်ဟုတ်တော်ဖြစ်၍ဘဂဝန္တံဘုံတို့ရှောက်ဆုံးတော်ကိုလည်းပြည့်စုံတော်မူသောဖျားခြင်းကိုရောမြတ်ကိုဧတံဧဇဂကိုဝါစာကောင်းစွာမသွေလျောက်တော်ရှာခဲ့လေပြီဂိမ်းအဘေသောလျောက်တော်ရှာခဲ့လေသည်ဗန္ဒီဘုံတို့ကြီးသာမြတ်စွာဘုရားအံတပည့်တော်ကွန်တညသည်ဘဂဝါတော်မြတ်စွာဘုရား၏တန်တိကေထံတော်၌ပပိစံရှင်ပြိုင်ကိုလဘေယံရလိုပါ၏လဘေယံရပါရစေဥပါဒံပရံထက်တန်ကြသောပြည့်စုံခြင်းကိုဥပါဒံပရံမြင့်မြတ်သောယံအဖြစ်ကိုလဘေယံရလိုပါ၏လဘေယံရပါရစေဣတိဤသောဝါစာကောင်းစွာမသွေလျောက်တော်ရှာခဲ့လေပြီဘိက္ခုယဟံအေလာလောဓမ္မောတရားကိုပွက်ခါတော့ကောင်းစွာဟောကြားတော်မူအပ်ပြီသမ္မာကောင်းစွာဒုက္ခသာတေဘူးမကဝတ္တုကတရားဤအန္တကိရိယာယာဆုံးကိုပြုခြင်းကဗျမ္မာစေယံထက်မဲ့သုံးပါးတည်းဟုသောမြတ်သောအကျင့်ကိုစရာကျင့်ကြံကြုတ်ကိုအရုပ္ပါတို့ဣတိဤသောဘဂဝါမြတ်စွာဘုရားသည်အဝေါဇာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီသာဝသာဧဝထိုဧဟိဘိက္ခုဟူသောစကားသည်သာလျင်ဒါသအာယသမသောထိုအရှင်အညာသည်ကွန်တညာမတေဤဥပါသမ္ပဒမြတ်မြတ်သောယံအဖြစ်သည်ဩသည်ကောင်းစွာမသွေဖြစ်ခဲ့လေပြီဓမ္မစကားပွားနာသုတ်တံပွင့်ကြစုတရားမှုတို့ကြည်ပြုလေးစွာဟောကြားမြဖြစ်သောဓမ္မစကားပွားနာသုတ်တံစွာသောဒေသနာမြတ်တုတရားဟူသည်နိဋ္ဌိတံဣတံပြီးဆုံးခြင်းသို့ကောင်းစွာမသွေရောက်ပါပေပြီ
Thà bà bồ đà nụ bà wê na sa Kèn gà wà lù tê su mà cả Puen đồ mù chá bê gông tò Arahant sa bhagava song shi tho ko bha tha kun ro ne piet sungတော်မူကြပေကုန်သောဖျားရှင်ကိုရောမြတ်တို့တကုတ်တည်းဆိုအာနုဘော်တော်ကြောင့်၎င်းသဗ္ဗဓမ္မာနုဘဝေနသသွဲ့ခါတတသလာသည်၆ပြသောကုံတော်နှင့်ပြည့်စုံတော်မူကြပေကုန်သောမဲလေတံဘောလေတံနိဗ္ဗာန်ပရိယဟုစွာသောစေတံသောတရားတော်များအပေါင်းတို့တကုတ်တည်းဆိုအာနုဘော်တော်ကြောင့်၎င်းသဗ္ဗသံဃာနုဘဝေနသဥပရိပါဏာဒသလာသည်ကိုပြသောကုံတော်နှင့်ပြည့်စုံတော်မူကြပေကုန်သောသင်္ဃာတော်ရှင်သူမြတ်တို့တကုတ်တည်းဆိုအာနုဘော်တော်ကြောင့်၎င်းအိမိနာဓမ္မစကပွတ္တနာသုတ်တနုဘာဝေနသာယခုရွတ်ဆိုပူဇော်လိုက်ရသောဓမ္မစကပွတ္တနာသုတ်တံဒေသနာတော်မြတ်၏တကုတ်တည်းဆိုအာနုဘော်တော်ကြောင့်၎င်းပတ္တနာကဘာသူကဘာသတ္တဝါအလုံးတို့၏ဧဇာရိကဘာဟိရေသူကိုရံကိုပဏနာနာစီတို့၌သဗ္ဗံရာယကြာရောက်စေကြောက်လက်တိုင်ဖြစ်သောအန္တရေဟုသမျှယံစေဝဘာတို့သည်ဝိနာသန္တုနေရှိထိပြောက်နေရပါသို့လွံ့ပြောက်ကင်းစင်နိုင်ကြပါစေကုန်သတည်းအိဋ္ဌမင်္ဂလာနှင့်ကောင်းကျိုးချမ်းသာအိဋ္ဌအတွေ့တွေကျက်တရေမင်္ဂလာမှန်သမျှတို့သည်ဝဒ္ဒန္တုတနေ့တခြားတက်နေလာသို့တိုးပွားရင်သာနိုင်ကြပါစေကုန်သတည်းပဇာသဘာသုတ်တယံတုဗုဒ္ဓဟံတုသူမင်္ဂလာဒုသိဒုဒဂရင်ကမိန်ပုရိန်ဒုသဗ္ဗပါရမီပဇာသဘာကိုစီကိုငါကိုဒေသနှင့်ပြောကြဆက်ရတတ္တဝါဟုသမျှတို့သည်သုတ်တယံတုအိမ်မယာမဲကောင်းစွာမဲ၍နှိမ့်သက်ကြည်သာအိပ်ဆက်နိုင်ကြပါစေကုန်သတည်းသူမင်္ဂလာမင်္ဂလာကျက်တရေရှက်ဝေလန့်သဖြင့်စံပွင့်ကြကုန်သည်ဖြစ်၍ဗုဒ္ဓံတုကောင်းစွာမိုးသောအလင်းရောက်၍ထမြောက်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခရင်ကာမိအပိဒုက္ခတိရောက်မြေကြောင်းမကောင်းငြိတ်ဆိုအကုသိုလ်ဒုစရိုက်မျိုးကိုဒုသိန်တုသူတို့လက်နဲ့တရားဆက်ဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းသဗ္ဗပါရမီအလောင်းလရာဖြည့်ကောင်းရသည်သုံးဖြာစေလီပါရမီပေါင်းအကျင့်ကောင်းကိုပုရိန်တုတဆင့်တဲ့တဆင့်ရင်တည်းရင်အောင်မလဲပုံသေးဖြည့်ကျက်နိုင်ကြပါစေကုန်သတည်းဆက်လက်ပြီးတော့ယတနာသုံးပါးကိုကိုယ်စိတ်ကလျက်ရှိကြကုန်သောအကျွန်ုပ်တို့နဲ့တကွာကဘာသူကဘာသောတတ္တဝါအလုံးကျမ်းမာစေဖို့ရှမ်းသာစေဖို့ဘုရားရှင်ကိုရောမြတ်ကြီးအတွင်အောင်ခြင်းမင်္ဂလာရှိပါအပြင်အောင်ခြင်းမင်္ဂလာရှိပါပါဠိမြန်မာနှစ်ဘာသာတို့ဖြင့်သိစားပြုရအောင်ဆုတောင်းကြရအောင်ဘာဝသာသမပိနိမိတာသာဝုဒန္တံဂိရိမေခလံဥဒိတာဂောရံသတေနာမာရံဒါနာရိဓမ္မဝိဒိနာစိတဝါမုနိတောတံဒေဇာသဘဝတုမေစယမင်္ဂလေကံယောမုနိတောအကျဉ်းမြတ်စွာဘုရားသည်ဂိရိမေခလံဂိရိမေခလအမည်ရှိသောဆံကိုဩဒိတံတသိတာသောအဘိနိမိတာသာဝုဒန္တံအလွန်ဖန်ဆင်းရသောလက်နဲ့တကွဖြစ်သောဘာဝံသာဟသတုံသောလက်ယုံရှိတာသောကောရံကြံတန်းလစွာရသောသသေနာမာရံစိတ်သည်နှင့်တကွသောမာနတကိုဒါနာတိဓမ္မဝိဒိနာဒါနပါရမီစရှိသောတရားတိဟုသောအစီရင်ဖြင့်ဇိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတိုင်တေသသာမာနတကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တည်းဆိုအာနုဘောအဖြင့်မေယာမကအကျွမ်းတို့အားအကံမြတ်သောဇယမင်္ဂလာအောင်ရအောင်ကြောင့်အောင်ချက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းမာရတိရေကမဘိယုစိတာသဗ္ဗရတ္တိဂောရံပနာလဝကမေခမထတ္တယခံခန္ဒီသုတန္တဝိဒိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဇယမင်္ဂလေကံယောမုနိတောအကျဉ်းမြတ်စွာဘုရားသည်မာရတိရေကမနတတဲ့အလွန်သဗ္ဗရတိညိသုံးရပတ်လုံးအပိယုစိတံ
အလွန်စိတ်ထိုးနိုင်ထသောကောရန်ကြောင့်မဲဝဲရှိထသောအခမန်သူရဘတို့သည်တိခနိုင်ခဲ့ထသောထိုင်တံကြမ်းတမ်းခဲ့မှလှစွာထသောအာလာဝကအမည်ရှိသောယခံပနာဘလူကိုကခိုင်ဒီသုတန္တဝိရိနာသိခံတော်မူရှင်ကောင်းစွာယင်ကျေးတော်မူရှင်ဒီဟုသောစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်တေဇာသအာလာဝကဘလူကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တေသောအာနုဘောအဖြင့်မိအမကကျွမ်းတို့အားဧကမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းနာလာဂိရိင်္ဂဇဝရံအဓိမတ္တဗုဒံဒါယေဂိသက္ကမသနိဝသုဒ္ဓရုဏန္တံမိတ္တံဘုသေကဝိဒိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဇယမင်္ဂလေကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဒါယေဂိသက္ကမသနိဝတောမိမိုးကြိုဆက်ခဲ့သောသုဒ္ဓရုဏတအလွန်ကြမ်းကြုတ်စွာထသောအတိမတ္တဗုဒ္ဓအလွန်မုံရိပ်စွာထသောနာလာဂိရိအမည်ရှိသောကဇဝရံမြတ်သောမင်းစီဆံကိုမိတ္တံဘုသေကဝိဒိနာမေတ္တာတို့ရေကိုသွမ်းခြင်းတည်းဟုသောအစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်တေဇသာနာလာဂိရိဆံကိုအောင်တော်မူသောထိုမြတ်စွာဘုရား၏တကုတ်တေသောအာနုဘောဖြင့်မိအမကကျွမ်းတို့အားအခံမြတ်သောဆရာမင်္ဂလာအောင်ကျဲမင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းဩဂိတာခေကမပိယတာသုဒ္ဓရုဏန္တံဒါဝံတိယောဇနံပထေဂုဏိမာလဝန္တံဣတိပိသံဃတမနောစိတဝါမုနိတောတံတေဇသာဘဝတုဇယမင်္ဂလေကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဩဂိတဧကမပိယတာသုဒ္ဓရုဏန္တံရှိအပ်သောတန်လျက်လက်၌ရှိသည်ဖြစ်၍အလွန်ကြမ်းကြုတ်စွာထွသောတိယောဇနာပဒံသုံးယူဇနာရှိသောခရီးကိုဒါဝံတဟုန်တိပြေးစွမ်းနိုင်သောအင်ကုလီမာလဝန္တံလက်ညှိုးတည်းဟုသောပန့်ရှိသောခို့သူကိုဣတိပိသံဃတမနောတကုတ်တို့အားဖြင့်ဖန်ဆင်းအပ်သောနှလုံးရှိသည်ဖြစ်၍စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်တေဇသံအင်ကုလီမာလအမည်ရှိသောကိုသူကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တေသောအာနုဘောအဖြင့်မိအမကအကျွမ်းတို့အားဧကမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းကတ္တဝနာကတ္တမုဒရံဣဝါကပိနိယံစင်ဇာယာဒုဒ္ဓဝဇနံစနကာယာမိတ်စေမန္တေနာသောမဝိတိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဇယမင်္ဂလေကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ကာယတံသစ္စာကိုကပိနိယကိုဝံဆောင်သောဥဒရံဣဝဝံကဲ့သို့ကတ္တဝနာပြုလာ၍ဇနကာယာမေစေတရားနာပရိသတ်ဖြစ်သောသူယဟန်အပေါင်းတို့၏အလေ၌စင်ဇာယစင်ဇမာနဝိကအမည်ရှိသောမိမာညက်၏ဒုဒ္ဓဝါစနံဆွေဆွေသောအပြင်ဖြည့်စီသောစကားကိုမန္တေနညီသက်စွာသောဘောမဝိဒိနာဖြူစင်စွာသောအစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတိုင်တေဇာသစင်ဇမာနဝိကအမည်ရှိသောမိမာညက်၏ဆွေဆွေသောအပြင်ဖြည့်စီသောစကားကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကုတ်တေသောအာနုဘောအဖြင့်မိအမကကျွမ်းတို့အားအခံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းသေဇံဝိဟာယအတိသစ္စကဝါဒကေတုံဝါဒပိရောပိဓမ္မနာတိယန္တဗုဒံပညာပရိပဇလိတောစိတဝါမုနိတောတံတေဇာသဘဝတုမေဇယမင်္ဂလေကံယောမုနိတောကျင့်မြတ်စွာဘုရားသည်သေဇံမှန်ကန်သောစကားကိုဝိဟာယဆွံ့၍အတိသစ္စကဝါဒကေတုံမမှန်သည်ကိုမှန်သည်ဟုဆိုအပ်သောဝါဒတိဟုသောမှန်ကန်ရှိသော
ဝါရာပိရောပိဓမ္မနာမိမိဝါရဖြင့်သူတော်ဘာတို့အားနှိမ့်နှင့်လိုသောစိတ်ရှိထားသောအတိအန္တာဘုဒ္ဓအလွန်မိတ်မိလှစွာထသောဧကီဝေဒနာမြည်ရှိသောသစ္စာကပရိကိုပညာပရိပဇလိတောပညာတော်ဒီဟုသောစီမိတစောင်းကိုညှိထွန်းတော်မူသည်ဖြစ်၍ဇိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်ဒီဇာသဧကိဝေဒနာမြည်ရှိသောသစ္စာကပရိကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကောတည်းသောအာနုဘောဖြင့်မေအာမကကျွမ်းတို့အားဧကံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမောရှမသွေဖြစ်ပါစေတည်းနန္ဒောပနန္ဒာဘုဇကံဝိဝိတမဟိတေပုတ္တေနာထေရဘုဇကေနာဒုနပယံတောအိဂျူပရိသာဝိတိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဆရာမင်္ဂလကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဝိဝေဒံထုတူအပြားပြားရှိသောမဟိတင်ကြီးသောတကုရှိသောနန္ဒောပနန္ဒဘုဇကနန္ဒောပနန္ဒမြေရှိသောနဂမင်ကိုထေရဘုဇကေနာကြီးမြတ်သောနဂမင်ဖြစ်တော်မူသောပုတ္တေနာသာတော်ရှင်မောက္ခလံကိုဒုနာပယံတော်အခုအလယံကိုထွက်စေလျက်အိဒုပရိသာဝိဒိနာတကုတို့ဖန်ဆန်းခြင်း၌နိညွန်ဥပရေကိုပေးသောအစီရင်ဖြင့်ဇိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတန်တေဇသာနန္ဒောပနန္ဒအမည်ရှိသောနဂမင်းကိုအောင်တော်မူသောတော်မြတ်စွာဘုရား၏တကောတည်းသောအာနုဘောဖြင့်မေအမကကျွမ်းတို့အားဧကံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမောရှမသွေဖြစ်ပါစေတည်းဒုက္ခဟာဒိဋ္ဌိဘုဇကေနာသုတ္တထဟတ္တံဗျာမံသုတံသုတိမိတ်တိပဂာပိဒါနံညာနာကရေနာဝိဒိနာစိတဝါမုနိတောတံတေဇသာဘဝတုမေဆရာမင်္ဂလကံယောမုနိတောကျင့်မြတ်စွာဘုရားသည်ဒုက္ခဒိဋ္ဌိဘုဇကေနာမကောင်းသောအယူမိစ္ဆာဒိဋ္ဌိတိဟုသောမွေသည်သုတ္တတဟတံပြင်းစွာကြရသောလက်ရှိထသောသုတံကြောသောစွာထသောသုတိမဟိတိတောက်ပသောကြီးသောတကောရှိထသောဘဂဗိဒါနံပကအမည်ရှိသောဗျာမန်မင်းကြီးကိုညာနာကရေနာဉာဏ်တို့တိဟုသောစိတ်ကိုပျောက်စေတတ်သောစေဟုစွာသောဝိဒိနာအစီရင်ဖြင့်စိတဝါကောင်းစွာမသွေအောင်တော်မူခဲ့လေပြီတံတေဇသာပကအမည်ရှိသောဗျာမမင်းကိုအောင်တော်မူသောတို့မြတ်စွာဘုရား၏တကောတော်အပြင်မေအမကအကျွမ်းတို့အကံမြတ်သောဆရာမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဘဝတုမောရှမသွေဖြစ်ပါစေတည်းဆက်လက်ပြီးတော့မြတ်စွာဘုရား၏အတွင်းအောင်ရှင်မင်္ဂလာဂါထာပိတ်တို့ဖြင့်သစ္စာပြုပြီးတော့ဆုတောင်းကြရအောင်အဝိဇ္ဇာအန္တာကောသမိတတ္တေတနာဇလာဘုဇေဓမ္မဒါနာနိခာမေတိဒေသနာညာနာတေဇသာဧဒေနာသစ္စာဝိဇေနာဟောတုမေဇယမင်္ဂလံအဝိဇ္ဇာအန္တာကောသမိအဝိဇ္ဇာတိဟုသောဥက္ခွန်တွင်၌တနာဇလာဘုဇေတနာတိဟုသောသအိ၌ဖြစ်ကုန်သောတတ္တိသတ္တဝါတို့ကိုဒေသနာညာနာတေဇသာဒေသနာဉာဏ်တို့တိဟုသောတကုတို့ဖြင့်ဓမ္မာဒါနာတော်ဝိဇ္ဇာဥက္ခွန်တနာသအိယမနိုင်ကာမေသည်ကောင်းစွာမသည်ထွတ်မြောက်စေတော်မူခဲ့လေပြီဧဒေနာသစ္စာဝိဇ္ဇေနာဤသို့သောမှန်ကန်သောဝစီပနာမသစ္စာစကားကြောင့်မေအာမကအကျွမ်းတို့ဇယမင်္ဂလာအောင်ကျဲမင်္ဂလာသည်ဟောတုမောရှမသွေဖြစ်ပါစေတည်းမဟာမောဟန္တာကရေနာပိဗုဒေမာစနေပညာစေကုံလဘပေတိညာနာလောကေနသောစိနောဧဒေနာသစ္စာဝိဇေနာဟောတုမေဇယမင်္ဂလံသောစိနောတို့မြတ်စွာဘုရားသည်ညာနာလောကေနဉာဏ်တော်တိဟုသောလက်ရောင်ဖြင့်မဟာမောဟန္တာကရေနာကြည်စွာသောအမိတ်တိုက်တိဟုသောမောဟသည်အပိဗုဒေအလွန်နှင့်စေအကုံသောမဟာဇနေတိုက်တိမြတ်စွာကုံသောသရဝါတို့ကိုပညာစေကုပညာတော်တိဟုသောစက္ကုကိုလဘာပေသည်ကောင်းစွာမဲ့သွေရစေတော်မူခဲ့လေပြီဧဒေနာသစ္စာဝေဇနာဤသောမင်္ဂလာသောဝစီပရမသစ္စာစကားကြောင့်မေယမကကျွမ်းတို့အားဇယမင်္ဂလာအောင်ကျက်မင်္ဂလာသည်ဟ
ဟောတုမောက္ခမသွေဖြစ်ပါစေတည်းရာဂာတိအကိဇာလေဟိတတ္တကာယမာဇနံနိဗ္ဗာပေတိနရနာထောအတ္တမေကံကဝါရိနာဧတေနာသစ္စာဝိဇေနာဟောတုမေဇယမင်္ဂလံနရနာထောလူသုံးပါးတို့၏ကိုယ်ကိုယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ရာဂာရိအကိဇာလေဟိရာဂအစရှိသောမိလျံတို့ဖြင့်တတ္တကာယံပူလောင်သောကိုရှိသောမာဇနံမြတ်စွာသောတတဝါကိုအတ္တမေကံကဝါရိနာမေကံရှိပတိဟုသောရေစဉ်ဖြင့်နိဗ္ဗာပေသည်ငြိမ့်စေတော်မူခဲ့လေပြီဧတေနသစ္စာဝေဇနာဤသောမင်္ဂသောဝစီပနာမှာသစ္စာစကားကြောင့်မေအမကအကျွမ်းတို့အားဆရာမင်္ဂလံအောင်ချက်မင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းစတုရောဂေဟိဝံရှန္တိကံပိရေသံသရဏဝေဩတ္တရေတိမဟာဝီရောဓမ္မနာဝါယနာယကောဧတေနသစ္စာဝေဇေနာဟောတုမေဇယမင်္ဂလံမဟာဝီရောကြည်မြတ်သောလုံလရှိတော်မူသောနာယကောလူသုံးပါးတို့ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သောမြတ်စွာဘုရားသည်ကံဗီရေနက်လာစွာသောသံသရဏဝေသံသရာတိဟုသောသမုဒ္ဒရာ၌စတုရောဂေဟိလေးပါးသောအရင်တို့ဖြင့်ဝံရှန္တိမျိုးကုန်သောတရဝါတို့ကိုဓမ္မနာဝါယတရားတို့သည်ဟုသောလေဖြင့်ဥဒ္ဒါရေတိကေတံတော်မူခဲ့လေပြီဧတေနသစ္စာဝိဇ္ဇနာဤသို့သောသစ္စာစကားကြောင့်မေအမကအကျွမ်းတို့အားဆရာမင်္ဂလံအောင်ရှင်းမင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းမန္တာရစာရကံလောကနေသံဒုက္ခိနာပိလိတံနိဗ္ဗာနပုရပပေတိယာနတေနသောဇိနောဧတေနသစ္စာဝေဇေနာဟောတုမေဆရာမင်္ဂလံသောဇိနောထုံမြတ်စွာဘုရားသည်မန္တာရစာရကသံဃာနှင့်ကျင်နေထသောဒုက္ခိနာဇာတိစသောဒုက္ခဖြင့်နေဇံအမြေပိလိတံနှဲစေအပ်ထသောလောကလူဘုံကိုယာနတေနယင်သုံးပါးတို့၏ပေါင်းဖြင့်နိဗ္ဗာန်ပူရနိဗ္ဗာန်ကျွေပြင်းမြတ်သောပါပေတိကောင်းစွာမသွေရောက်စေတော်မူခဲ့လေပြီဧတေနသစ္စာဝိဇ္ဇေနာဤသို့သောဝစီပရမသစ္စာစကားကြောင့်မေယမာကကျွမ်းတို့အစရမင်္ဂလာအောင်ချက်မင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းကာယတမုခာရိသဗ္ဗေဟိတတ္တကာယမာဇနံနိဗ္ဗာပေတိမာဒီရောနာထောတိလောကဝိဇ္ဇကောဧတေနသစ္စာဝိဇ္ဇေနာဟောတုမေဇယမင်္ဂလံမာဒီရောကြည်မြတ်သောပညာရှိတော်မူထသောတိလောကဝိဇ္ဇကောလူသုံးပါးတို့၏စေသမသဘွေဖြစ်တော်မူထသောနာထောလူနာမြမသတ္တဝါတို့၏ကိုယ်စားရာအစိမ့်မှန်ဖြစ်သောမြတ်စွာဘုရားသည်ကာယတမုခာရိသဗ္ဗေကတ္တမုခာစရှိသောမူလိစဉ်တို့သည်တတ္တကာယံကိယသောခန္ဓာကိုရှိသောမာဇနံမြတ်စွာသောတရဝါကိုနိဗ္ဗာန်ပေသည်ညှိစေတော်မူခဲ့လေပြီဧတေနသစ္စာဝိဇ္ဇေနာဤသို့မှန်ကန်သောဝစီပနာမှာသစ္စာစကားကြောင့်မေယာမကကျွမ်းတို့အားဇေယမင်္ဂလာအောင်ကျဲမင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်းသန္တာရဒုက္ခကန္တာရကိလေသာသောရပိလိတံခေမန္တာဘူမိန်တာရေတိသတ္ထဝါဟောဝိနာယကောဧတေနသစ္စာဝေဇေနာဟောတုမေဇယမင်္ဂလံသတ္တဝါဟောယင်မှုသောဝေဖြစ်တော်မူသောဝိနာယကောတရဝါတို့ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သောမြတ်စွာဘုရားသည်ကိလေသာသောရပိလိတံကိလေသာဒီဟုသောကိုသူတို့သည်နှိမ့်စေအပ်သောတရဝါပေါင်းကိုသန္တာရဒုက္ခကန္တာရသန္တာရဆင်းရဲတိဟုသောခရီးခဲမှခေမန္တဘူမိဘေမရှိယနိဗ္ဗာန်ရွှေပြင်းမြတ်သောဒါရေသည်ကောင်းစွာမသွေပို့ဆောင်ထုတ်ကြကုမြောက်စေတော်မူခဲ့လေပြီဧတေနသစ္စာဝေဇေနာဤသောမင်္ဂသောဝစီပနာမသစ္စာစကားကြောင့်မေအမကအကျွမ်းတို့အားဆရာမင်္ဂလံအောင်ချက်မင်္ဂလာသည်ဟောတုမောက္ခမသွေဖြစ်ပါစေတည်း